မင်္ဂလာပါရှင်ကိုစီတင်တစီမျိုးတော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမမန်ဆက်မှုရဲ့ရှင်မောင်ပေစီနဲ့ရွာပြောက်ကြီးဆိုတဲ့ဇလန်လေးရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ရှင်မောင်နဲ့ပေစီတို့အိတ်နေရင်ပုံကြီးတန်တချို့ကြောင့်နိုးလာတယ်ဒါပေမဲ့မျက်ခုံတွေကလေးလံပြီးမဖွင့်နိုင်ပေစီသူ့ရဲ့မျက်ခုံအာရုံဖွင့်ကြည့်တော့ရှင်မောင်လေးမျက်လုံးမှိတ်နေရင်လူးလွတ်နေရတွေ့ရတယ်ပေစီရင်မောင်ကိုကြည့်ပြီးရှင်မောင်မင်းနိုးနေပြီလားငါမျက်လုံးနဲ့မဖွင့်နိုင်ဘူးကွာအေးပေစီငါလည်းအတူတူပဲအော်တန်ကြီးကြားလို့နိုးလာတာခေါင်းမထူနိုင်ဘူးငါလည်းအော်တန်ကြီးကြားနေတယ်ဘာဖြစ်တာလဲမသိဘူးနှိပ်စက်ခံရတဲ့အတန်မျိုးနှစ်ယောက်သားမျက်လုံးမှိတ်ပြီးခေါင်းကိုနှထင်းလေးရပို့ရင်ဖြည်းဖြည်းချင်းထားတယ်စရက်နဲ့ရမိထားရတယ်ကိုမထူနိုင်ဘူးဘာလို့အော်နေလဲဆိုတာထမကြည့်နိုင်ဘူးမျက်ခုံတွေလေးပြီးခွေပြီးအိတ်ချင်နေတယ်အော်တန်ကြီးကြောင့်သာစိတ်ကနိုးနေခြင်းဖြစ်တယ်ဇရက်ကိုမိထားရင်နှစ်ယောက်သားကွေးလေးပြန်ပြီးတော့လဲကြတယ်။အော်တန်တွေကဝေးလာလိုက်နီးနာလိုက်နဲ့တဖြည်းဖြည်းဝေးပြီးတီးစိတ်တွေပြန်ပြောက်သွားတော့တယ်။ရင်မောင်နဲ့ပေစီတို့ပြန်အိပ်ပျော်သွားပြီးတိတ်မကြခင်မှာသူတို့ဇရက်နားကိုစကားတပြောပြောနဲ့တန်းစီပြန်လာကြတဲ့ရွာသားတွေကိုတွေ့ရတယ်။ကလေးလူကြီးမိမအရွယ်ဆုံးစကားတပြောပြောနဲ့ဇရက်ဘေးကဖြတ်ပြီးရွာတွေကသူတို့အိမ်ကြီးစီပြန်သွားကြတယ်။ရင်မောင်နဲ့ပေစီကိုလည်းလှမ်းကြည့်ပြီးထမင်းသေးချာစားကြပုံပဲအိတ်နေလိုက်ကြတာမှတ်ချက်ပေးသွားကြတယ်ရင်မောင်နဲ့ပေစီဘာမှမပြောနိုင်တဲ့အနေအထားနဲ့အိမ်မက်ကဘာလေးရောက်နေတယ်မနဲ့လင်းတော့ညအဖြစ်ကိုဟိုးဝါဖြစ်နေတယ်ပေစီစရက်နဲ့ရမိပြီးမှတ်ညံကိုနောက်ကျောင်းပြန်နေမိတယ်ရင်မောင်ကမျက်နှာတန့်စင်မှုထရက်ပြီးပေစီမျက်နှာသေးတန့်စင်အောင်ဘာလုပ်နေရလဲညကငါနိုးသလိုပဲတွေးနေတာမင်းရောရင်မောင်တစ်ချက်ပြန်ငြိမ်ပြီးတော့မှခေါင်းခါပြီးတော့မသိတော့အိမ်မက်တွေမက်တာပဲသိတယ်။ထားကွာမျက်နှာသိအောင်ဟိုမှာတောက်ယူဟေ့လူတွေနိုးပြီလားခမရတို့အိမ်ဆောက်ဖို့တစ်သွားခုံမလို့လားခေါ်တာရွာသားတို့စုရောက်လာပြီးလားခေါ်တော့ရင်မောင်နှုတ်သွက်စွာနဲ့နိုးပြီပြို့မျက်နှာသိမလို့ရှော့မျက်နှာသိပြီးစားဖို့အငွေတစ်ထောင်းထောင်းထနေတဲ့ပူပူနွေးနွေးကောင်းချင်းမောင်းနဲ့ငချဖို့စီစဉ်ကိုအင်းနဲ့ယူနာပေးတယ်ရင်မောင်အာနာစွာယူပြီးကျေးဇူးပဲဗျာအလုံးမလုံးရသေးခင်ကက်စားနေရတာအာနာတယ်ဗျာအာနာစရာမလို့အိမ်ဆောက်ပြီးရင်လေခင်ဗျားတို့စားဖို့အစင်းသင့်ချက်ပြီးသားလာဖို့ပြီးမယ်။ဒါပေမဲ့အဖိုးခါအတွက်တော့ခင်ဗျားတို့ရွာလေယာတွေမှာအလုပ်တော်လုပ်ရလိမ့်မယ်။ဒါဆိုကိုယ့်အကူစားဖို့မလုပ်ရဘူးပေါ့။မလုပ်ရဘူး။ဒီရွာလုံးစားဖို့အတွက်အလေကျချက်ပြုတ်ပေးတဲ့မိဖို့ဆောင်ဖွဲ့ရှိတယ်။လိုအပ်တာရှိရင်ရွာလူကြီးစီမှာတောင်းရွာလူကြီးကလိုတာလုပ်ပေးတယ်။ဒီလိုကြီးလား။ဟုတ်တယ်။ကဲမျက်နှာသိမနဲ့စာစားပြီးတော်တယ်တစ်သွားခုံမယ်။ခင်ဗျားတို့နေဖို့ဒီနေ့နဲ့မနေ့ပြန်အိမ်စားဖို့အချိန်ရမယ်။လေရအလုပ်တွေအကြာကြီးပြစ်ထားလို့မရဘူး။ရှင်မောင်နဲ့ပေစီခက်သွက်စားပြီးရွာပြောက်ကြီးကိုရောက်ရင်ရွာပြောက်ကြီးတို့ကြင့်ကြံမယ်လို့တွေးပြီးဘာမှထုံးမတတ်တော့သိကျင်တာတွေသိရဖို့ရွာသားတွေနဲ့အဆင်ပြေဖို့လိုတယ်မို့လား။စကားပြောကန့်လန့်သမားပေစီတော်နှုတ်ဆက်ပြီးပြောသလိုလိုက်လုံနေတယ်။တောကိုသွားလှဲနဲ့သွားကြတယ်။တောဆက်ရောက်တာနဲ့လဲသမားကလွဲပြီးကုံလဲပေါ်ကဆင်းနေလဲသမားတွေကဘေးကနေခက်ပြေးပြေးလဲကိုဆက်မောင်းနေတော်တဲ့ကိုရောက်တော့အိမ်ဆောက်ဖို့တည်ရွေးကြတယ်ဒီမှာထူးဆန်းတာကိုကြိုက်တဲ့ပင်ခုတ်လို့မရဘူးသူတို့ပြောသလိုကိုကုတူကံရအပင်ရရွေးချယ်တယ်ဖြောင်းတန်းနေတဲ့တစ်မှာပင်စီအလုံးကြီးကိုတွေ့တော့ပေစီရဒီအပင်တွေကတက်တန်းကြာနေပြီပင်ပြိုတွေထက်သူ့ပဲခုတ်ပါလားပေစီစကားကြောင့်ရွာသားတယောက်ကသူ့လက်ထဲပစိန်ကိုကမ်းပေးပြီးဒီအပင်ရဲ့ပိုင်ရှင်ခမည်းဆိုရင်ဒီပစိန်နဲ့အပင်ကိုထိလိုက်ပေစီပစိန်ကိုယူပြီးဦးလဲလဲနဲ့အပင်ကိုထိကြည့်တယ်ထိထားတဲ့အတိုင်းဒီပင်ပဲဘာမှမထူးချပေစီကဒါကိုကြည့်ပြီးတော့ထိထားပြီးပြီဘာဆက်လုပ်ရမလဲဘာမှဆက်မလုပ်နဲ့ဒါခမည်းပင်မဟုတ်ဘူးခမည်းပင်ဟုတ်မဟုတ်သိချင်းအဲ့ဒီပစိန်နဲ့အပင်တွေကိုထိကြည့်ပိုင်ရှင်မှန်ထူးခြားတာတွေ့ရမယ်ပေစီရွာသားစကားကြောင့်စိတ်ထဲဦးလဲလဲဖြစ်နေပေမဲ့သူဖြက်လာရဲ့လမ်းတစ်လျှောက်သူသဘောကျတဲ့ပင်တွေကိုထိကြည့်တာဘာမှမထူးခြားဘူးဒီလိုနဲ့တစ်ဖြောင်းနဲ့ရှိပြီးလှတဲ့ပင်တွေကုန်လူနေပါဖြစ်တော်မယ်အားလုံးမောလို့ခဏနားတယ်ဒီချိန်နားနေတဲ့နားဂိုင်းတွေဖြာထွက်နေတဲ့တေမျိုးစားတိတ်မကောင်းတဲ့အပင်ကိုပစိန်နဲ့ထိပြီးထောင်လိုက်ပြီးတော့တချို့နဲ့ဂိုင်းကျိုးတန်လို့အတန်ကြောင့်နားနေသူတွေကုန်လုံးတန်ကြားရဝိုင်းကြည့်တယ်ပင်ရပစိန်နဲ့ထိမိတဲ့နေရာကနေအကြောင်းထင်လာပြီးတချို့အတန်မြည်လာတယ်ရင်မောင်နဲ့ပေစီအန်ဟောပြီးပါဇက်ဟောင်းသားဖြစ်နေပေမဲ့ရွာသားတွေကအထူးစမ်းမဟုတ်တယ်လို့အေးစစ်စစ်ထိုင်ကြည့်နေတယ်ပင်ရခုတ်เสียမလို့ပဲလူတွေမရှိတဲ့ဘက်ရန်ပြီးတော့လဲကျသွားတယ်ပင်လဲကျသွားမှ
ရွာသားတွေကထပြီးပင်စီကိုသွားတယ်ရင်မောင်နဲ့ပေစီဝိုင်းကူဖို့လိုက်သွားတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ပါစက်မပိတ်နိုင်တော့လိုချင်တဲ့အကိုင်းခက်တွေကိုပစိန်တင်ယုံနဲ့သူ့အလိုလိုခုတ်ဖြတ်ပြီးသားဖြစ်သွားတယ်အစီအရီခုတ်ဖြတ်ထားတဲ့ခွဲဖြားထားတဲ့တစ်ကိုင်းတစ်ပြားတွေကိုရွာသားတွေကတပါးလေးပါလာတဲ့လဲပေါ်တင်ကြတယ်ဒီတော့ရဲ့ထူးခြားချက်ကပင်တွေကလူဖန်တီးထားသလိုစီရီပေါက်နေသလိုပင်တွေကြားမှာရှင်းလင်းတဲ့လမ်းလေးရှိနေခြင်းပဲအံ့ဩနေလားရွာသားတယောက်ကတစ်တွေကိုလဲပေါ်တင်ရင်မေးတယ်ရှင်မောင်နဲ့ပေစီဒီရွာသားကိုပြူးလေးကြည့်နေမိတယ်ဒီရွာသားတစ်တွေတင်ပြီးရဲ့နောက်သူတို့ကိုကြည့်ပြီးဒီတော့ရကျုပ်တို့အတွက်စာအုပ်တွေဖန်တီးဖို့တည်တံ့ဖြစ်တည်နေရတော့နမေဦးကဗရေတာတော့ကာယကရှင်ရဲ့ကုသိုလ်နဲ့တန်တဲ့အိုးအိမ်တွေကိုပေးတဲ့တော့ပဲဟုတ်ပါပြီခင်ဗျားတို့ရဲ့ကိရိယာတွေမိုက်လိုက်လားဘာအားမှသုံးစရာမလိုကိုလုံးကထိယုံနဲ့ပြီးမြောက်နေတာမန်ရွာမဟုတ်ဘူးလေမိတ်ဆွေရဲ့ကိုရောက်နေတဲ့ရွာမသိဘူးလားမသိဘူးဒီရွာဘာရွာလဲပြောပြလို့ရမလားပေစီကမေးတော့ဒီရွာသားပြောပြမလို့ပြုတဲ့ချိန်ငမိုက်မင်းလည်းတော်တော်စကားများတာပဲအလုပ်များများလို့စကားနည်းနည်းပြောလာဒီမှာတစ်တွေတင်ရအောင်မေဟိုနေ့ကဆက်ပဲစုမနေနဲ့ကိုနေဖို့အိမ်အတွက်မြင်မြင်အလုပ်ပြီးအောင်တစ်တွေဝိုင်းတင်ပြီးတားညညဗလားတောင်းတောင်းနဲ့ရွာသားမျက်နှာတီးတီးနဲ့ဝင်ပြောတော့ရှင်မောင်နဲ့ပေစီကိုပြောပြနေတဲ့ရွာသားလေးပါဆက်ပိတ်ပြီးတစ်တွေဝိုင်းတင်နေရှင်မောင်နဲ့ပေစီနဲ့ဝိုင်းတင်နေရွာသားချို့ကတစ်တွေတင်ရင်ရှင်မောင်နဲ့ပေစီကိုအကြည့်တစ်မျိုးနဲ့ကြည့်နေတယ်ဒါကိုသတိထားမိပေမဲ့ဘာလဲဆိုတာဘသူ့ကိုမေးရမှမသိဘူးတစ်တွေတင်ပြီးတော့လဲပေါ်တက်ပြီးပြန်လာကြတယ်တော်ရဲဝင်လာတဲ့ကလဲနဲ့ဝင်လာလို့ရှင်မောင်နဲ့ပေစီတယောက်ကိုတယောက်ကြည့်ပြီးမိကုန်းတွေထုတ်နေတယ်တော်ရဲရောက်တဲ့အခါမှာလေဒီမြင်ကွင်းတွေတွေ့ပြီးသိတဲ့လောက်သိနာကြတယ်ဒါပေမဲ့မသိစေချင်တဲ့ရွာသားချို့ရဲ့မျက်နှာပေးကြောင့်သူတို့သိကျင်တာတွေမဆက်စုတော့ပဲအသာလက်ရှူပြီးနေလိုက်တယ်တကယ်ကိုဒီဝါကြီးကလူသားအစ်စ်တွေနေတဲ့အရက်ဒေတာနဲ့မတူညီတာတော့အမှန်ပဲဘာလို့လဲဆိုတော့လူတွေနဲ့တူပြီးလူတို့အစားအစာကိုစားပေမဲ့လူတွေလူမျိုးလောက်ကင်မှုတွေမှာတော့တူညီမှုတွေမရှိကြဘူးရွာထဲလှဲပြန်ဝင်လာတော့ရွာလူကြီးကစောင့်ကြိုးနေတယ်လဲပေါ်တင်လာတဲ့တစ်ကိုကြည့်ပြီးရွာလူကြီးမျက်မှောင်ကျုံသွားတယ်ရွာသားတယောက်နာသွားပြီးဘာရီမေးမှန်းမသိသူတို့ချင်းတိုးတိုးပြောနေတယ်ရွာလူကြီးကပြောနေရင်ရှင်မောင်နဲ့ပေစီကိုလှမ်းကြည့်နေသတိထားမိတယ်ရှင်မောင်နဲ့ပေစီနဲ့မသိရင်အပြစ်သားလုပ်ထားတဲ့ကလေးကမိဘစီအတိုင်းခံရတဲ့ခံစားချက်မျိုးဖြစ်ပေါ်နေတယ်ရွာလူကြီးကစကားပြောပြီးခေါင်းငိမ်ပြီးတော့ရှင်မောင်နဲ့ပေစီစီကိုရှောက်လာပြီးမောင်ရင်တို့နှစ်ယောက်ကျုပ်တို့ရွာကိုအကြောင်းရှိလို့တမင်လာတာမို့လားရှင်မောင်နဲ့ပေစီရွာလူကြီးမေးတာပြန်မပြေပဲနားမလည်ဟန်အကြည့်မျိုးနဲ့ကြည့်နေတယ်ရွာလူကြီးကကျုပ်ကမောင်ရင်တို့မလက်ပတ်ခြင်းပါနဲ့မောင်ရင်တို့အတွက်ရလာတဲ့တစ်ကိုကြည့်ပြီးအဖြေကပေါ်နေပြီရွာလူကြီးပြောတာနားမလည်ဘူးရှင်မောင်ဝင်ပြောတော့ရွာလူကြီးကခနဲ့တယ်လို့အမူအရာနဲ့မောင်ရင်တို့ကတော်ရဲလာရင်ကျုပ်တို့ရွာကိုတွေ့လို့ရောက်လာတာပြောပေမဲ့တကယ်ကကျုပ်တို့ရွာကိုတမင်ရှာပြီးတော့လာခဲ့တာတောပိုင်ကိုယ်တိုင်ဒီရွာကိုလမ်းပြခဲ့တာဟမ်ဘေးကတောပိုင်လေဘာတောပိုင်မှမတွေ့ပါဘူးတို့ဟာတို့ယုံဖန်းပြောရင်တစုံတစ်ခုနားလေစွာပေစီစကားရက်သွားတယ်ရွာလူကြီးကပြုံးကြည့်ပြီးမောင်ရင်တို့သတိမထားမိလို့နေမှာပါဒီရွာကိုမောင်ရင်တို့တောပိုင်ကိုယ်တိုင်ပို့ပေးခဲ့တာဒီကိုဘာလို့ဖို့လာတာလဲဘာလို့ဒီလိုမေးရလဲတွေးမရတော့ကျုပ်တို့ဒီရွာကိုတကယ်အမှတ်မတင်တွေးခဲ့တာရှုံဖန်းရင်းနဲ့တွေးခဲ့တာပါအမှန်စကားပါရှင်မောင်ကယုံကြည်အောင်စကားတွေခံပြီးပြောတယ်ညာတာမဟုတ်တဲ့သူတို့စကားအမှန်ဆိုပေမဲ့ပြေဝအမှန်တရားမဟုတ်ကိုသိစေခြင်းတဲ့အပိုင်းကိုပဲလင်းဟာပြထားတဲ့အမှန်တရားဖြစ်တယ်ဘာကြောင့်လဲဆိုတော့အခုရလာတဲ့တစ်ကရွာမှာအခြေချမဲ့ရွာသားအတွက်အိမ်ဆောက်ရမယ့်တစ်မဟုတ်ဘူးရွာမှာဧည့်သည်ဖြစ်နေမဲ့သူအတွက်အိမ်ဆောင်ဆောက်ရမယ့်တစ်ဧည့်သည်စိတ်ကြိုက်နေထိုင်မှုအိမ်ရိပ်သာဆောက်ရမယ့်တစ်ပဲဟင်ဒါကြောင့်ဒီတစ်ပင်ပြိုလဲတော့ရွာသားချို့သူတို့အကြည့်တစ်မျိုးနဲ့ကြည့်နေတာဟုတ်ဧည့်သည်တို့တွေအတွက်အိမ်ရိပ်သာလုံးမဲ့ပင်ဟိုမှာသူတို့ထိမိခဲ့တယ်လို့မော်အစွမ်းရလဲသူနဲ့မှထွက်တော်တွေစိုးလိမ့်မလားရွာလူကြီးပြောရလဲမမှားပါဘူးတကယ်ရွာလူကြီးအတင်းနေခိုင်းလို့ဒီမှာရွာသားလို့ဖို့လက်ခံခဲ့တာကျုပ်တို့ဒီရွာမှာအမြဲတော့မနေချင်ဘူးအခွင့်ရရင်ဒီရွာနေထွက်သွားမယ်တွေးထားတယ်တောပိုင်ရကူညီပြီးပို့ပေးတာတော့ကျုပ်တို့လုံးဝမသိတာဘာမှသားမှမစိုးထားတဲ့အမှန်တရားစကားတွေပါဗျာရှင်မောင်လေးအေးအေးနဲ့ပြောတယ်ရွာလူကြီးကရုတ်တိတန်အောင်ပြောတဲ့ရှင်မောင်စကားကြောင့်ဘာမှထပ်မပြောတော့ပဲသူ့ရွာသားတွေပဲလှည့်သွားပြီးရှင်မောင်နဲ့ပေစီကိုနေဖို့အတွက်အဲဆောင်ဆောက်ဖို့နေရာရွေးချယ်ပြီးဆောက်ဖို့ညွှန်ကြားတယ်ပေစီကရှင်မောင်တာလက်တို့ပြီးသူတို့နှစ်ယောက်ကိုပေးနေတဲ့စရက်ပတ်ထွက်လာတယ်ရှင်မောင်လိုက်လာပြီးပေစီနားကပ်ပြီးတော့ဟဲ့ကောင်ပေစီဘာပြောမလို့လဲမင်းအလျှောက်ကောင်းလို့ရှင်မောင်ငါတို့လာတာကိုတစ်တော့ကအကုန်ပေါ်အောင်ဖော်တာနော်
အေးနော်ပေးစီနေရင်တတိထားနေရတော့မယ်ငါတို့မသိတာကြီးဘာထက်ရှိမလဲမသိဘူးတတိပိုတယ်မရှိဘူးပေါ့ကွာအခုဧည့်ဆောင်စောက်မှာဆိုတော့ငါတို့ကဧည့်သည်တော့ဖြစ်သွားပြီပေါ့ရွာသားမဟုတ်တော့အေးမဟုတ်တော့ဒါဆိုအလုပ်လုပ်စရာမလိုတော့ပျော်နေတဲ့ရင်မောင်ပေးစီခက်ဆွေဆွေကြည့်ပြီးဒီကအလုပ်တွေကတော်ပင်ပန်းရှာတာဆိုတော့ဟိုထိဒီထိနှုတ်ပြီးအလုပ်တွေပြီးနေတာဘာလို့ကြောက်နေအောင်မလုပ်ချင်ဘူးပေးစီကခီးထွက်လာတဲ့လူစိတ်ကခန်းစားချက်ဝင်နေတာဒါကိုအလုပ်လုပ်ရမယ်ဆိုတော့မှုမဝင်ဘူးပေါ့ကွာအမဘိုးစကားတွေဘာကြီးညှက်ပြောနေပြန်ပြီမင်းအထီကြီးမလားလို့ပြောကြည့်ရပါကွာចောင်းတီတွေလာလောက်နေနဲ့နှစ်ယောက်သားစကားတူထိုးပြီးဧည့်သည်တော်ဆိုတဲ့အသည့်နဲ့ဇရက်မှာအေးဆေးနှက်နေတယ်ရွာသားတယောက်အနေထားနဲ့ဧည့်သည်တော်ရဲ့အခွင့်အရေးကွာခြားတယ်မို့လားရွာလူကြီးအောင်သူ့ရွာသားတွေကိုအိတ်ဆောင်ဆောက်ဖို့ညွှန်ကြားနေပေမဲ့ရင်မောင်နဲ့ပေးစီတို့တခုမှဝင်လို့ဖို့မပြောနေထားမနေရတဲ့ဒီနေ့ချက်ချင်းပြောင်းလဲသွားတော့တယ်အိတ်ဆောင်ရအင်မတန်လှပပြီးထဲသွားတယ်ဒါပေမဲ့အိတ်ဆောင်ဆောက်တဲ့တစ်ကရွာအိမ်မျိုးဆောက်တဲ့တစ်လို့မကောင်းဒါပေမဲ့တေချာဆောက်လုပ်ပေးထားတယ်ရှင်မောင်ကသူနေရမယ့်ဒီအိတ်ဆောင်သဘောကျစွာကြည့်ပြီးဒီကအိမ်တွေလောက်တစ်ကမကောင်းပေမဲ့စောက်ထားတာရှေ့ပဲဧည့်သည်ပြန်ဖြတ်ရမှာတစ်ကောင်းမှုမလိုဘူးလေဒါကြောင့်အိတ်ဆောင်တစ်ကတည်တံ့ရှိနေတာပေါ့ငမိုင်းဆိုရွာသားကပြောတယ်တော်ထဲမှာလေငမိုင်းကရွာเจ้าတွေစကားဟထားလို့တချို့တယ်လေသိရတယ်ခုလေငမိုင်းပြောလို့ဒီအိတ်ဆောင်ကသူတို့ဒီကနေပြန်ရင်ဖြတ်ပြစ်မယ်ဆိုတာသိရတယ်အကောင်းကြီးတေချာစောက်ထားတာဘာလို့ဖြတ်မှာလဲကျုပ်တို့မရှိနေတခြားသူနေလို့ရတာပဲဒီမှာနေမဲ့ရွာသားတွေအတွက်ကုသိုလ်လိုက်ဖြစ်တည်နေတဲ့ဗိမာန်တစ်ပင်တွေရှိပြီးသားအိတ်ဆောင်ကအိတ်ရှိချိန်မဲ့အသုံးလိုတာဒီရွာကြီးကိုအိတ်တင်လာရဲဆိုတာရှားတယ်မရှိသလောက်ပဲခုမှခမရတို့လာတာခမရတို့ပြန်ရင်လည်းထက်လာမဲ့သူမရှိတော့ဘူးဒီဆောင်ကြီးကအပူဖြစ်ပြီးမြေနေရယူတယ်လေဒါကြောင့်ပြန်ဖြတ်မှာဒါဆိုငါတို့ကဒီရွာပထမဆုံးလာတဲ့ဧည့်သည်ပေါ့ငမိုင်းခေါင်းငိမ့်ပြတယ်ခမရတို့ကလည်းမနေချင်းတယ်လို့ဒီရွာကန်တွေကလည်းခေါ်မထားခြင်းဒါကြောင့်ပထမဆုံးဧည့်သည်ပြောမလားတချို့ကမနေချင်းပေမဲ့ရွာကန်တရားရောက်ကချစ်ခင်စိတ်နဲ့ပေးမပြန်မေးနေဖြစ်သွားပြီးရွာကန်ဖြစ်သွားတဲ့သူတွေလည်းရှိတယ်ဒီလိုလူတွေရှိတာငမိုင်းကခေါင်းငိမ့်ပြတယ်တချို့တွေကအရန်ကိုစိတ်ဝိညာဉ်ဖြူစင်နေဒီလူတွေကိုငါတို့ရွာကန်ချိုးကချစ်ပြီးခေါ်လာတတ်တယ်ပြီးရင်ပြန်မပို့တော့အဲ့လိုလုပ်တော့သက်ဆိုင်သူမိသားစုတွေစိတ်ပူနေမှာပေါ့ဒါမျိုးတော့မကောင်းပါဘူးချစ်လို့ခေါ်တာပဲဗျာသူမိသားစုနဲ့ကြာရင်မိသွားမှာပေါ့မဟုတ်သေးဘူးလေဒါမျိုးကသူတစ်ပါးမိသားစုခွဲတာပဲရှင်မောင်လက်မခံစွာငမိုင်းကိုညင်းတယ်ပေးစီကငမိုင်းကိုကြည့်ပြီးသူတို့အတွက်အိမ်ဆောက်ပေးရမှာပေါ့သူတို့လက်မခံပေမဲ့ခေါ်ထားတာဆိုတော့စောက်လို့မရဘူးခေါ်လာသူရဲ့အိမ်မှာပဲပေးနေရတယ်သူတို့ကရွာသားဖြစ်ဖို့လက်မခံတော့ဗိမာန်တစ်ပင်ကတတ်မှတ်ချက်မရဘူးအဲ့ဒီလူတွေအများကြီးပဲလားသူတို့ကအခုရောရွာသားတွေနဲ့အတူတူအလုပ်ခွင်ဝင်ရလားအင်းများတယ်သူတို့လက်မခံသေးတော့အလုပ်မလုပ်ရသေးဘူးခေါ်လာတဲ့ရွာသားသူတို့ကိုစားပို့လုပ်ရတယ်ပေးစီငမိုင်းပြောတာနားထောင်ပြီးတွေးနေမိတယ်ဟိုကလေးမရဲ့အမေနဲ့မှဘလို့ရှာရမလဲညနေညနဲ့ထုတ်နေမိရဆိုမမအောင်ဘယ်အိမ်မှာရောက်နေမှမသိတော့ဒီရွာသားတွေမသိအောင်စုံစမ်းရတာမလွယ်တော့သူညံများရတယ်မို့လားခင်ဗျားရောရွာကန်စစ်စစ်လားမဟုတ်ပါဘူးဒါပေမဲ့ကျုပ်ဒီမှာနေရတာပြောတယ်ညဆိုဝစ်စင်းရဲ့ကြုံရပြီမေနေ့ဘက်ကျတော့ကျုပ်ကပူစရာမရှိဘူးလေဒီတစ်ခုနဲ့ကိုကျေနပ်နေတာညဝစ်စင်းရဲ့ဟုတ်လားပေးစီကထောက်ပြီးမေတော့ငမိုင်းမျက်နှာပြက်သွားတယ်သူမျက်နှာချက်ချင်းပြင်ပြီးဘယ်လိုပါဗျာလူမို့လားလူဆိုတော့လူဒုက္ခဒါတွေရှိတာကိုပြောတာပါအဲ့ဒါညဘက်ပဲလားခမည်းစကားနေ့ဘက်ဆိုအဆင်ပြေရဲဆိုတော့နေ့ဘက်ကအလုပ်လုပ်နေတော့တွေးမရှိဘူးညဘက်ကအလုပ်မရှိတော့လူပီပီတွေးမိတာပါမဟုတ်သေးဘူးနော်ခမည်းတို့ရွာလေ့လာမိသလောက်စာဝိနေကြီးပူစရာလည်းမရှိဘူးခမည်းကဘာပူရှိလို့ညဘက်တွေဝစ်စင်းရဖြစ်ရတာလေဟဲ့ကောင်ငမိုင်းအဲ့ဆောင်လည်းပြီးပြီလုပ်တွေရှိရအလုပ်ခွင်မသွားပဲဧည့်သည်တွေနဲ့အချိန်လာဖြုံးနေသွားကိုယ့်လုပ်ကိုသွားလို့ညနာတီတီနဲ့ဦးနီးရဲ့ရွာသားရောက်လာပြီးငမိုင်းကိုလာငောင်းငန်းနေပေးစီဒီရွာသားကိုစိတ်ထဲမကြည့်သလိုဖြစ်သွားပေမဲ့ကိုယ်နေမဟုတ်လို့စိတ်ထိန်လိုက်တယ်ဒီရွာသားရွာသူချို့ခေါ်လာတာတွေ့ရတယ်ရွာသူတွေလက်ထဲစားစရာထည့်ထားတဲ့အုပ်ချုပ်ကိုင်ထားတယ်ဒီမျက်နှာတီတီနဲ့ရွာသားရွာသူတွေပဲလှည့်ပြီးကဲကလေးမတို့ဒါကရွာရဲ့ဧည့်သည်တော်တွေပဲဧည့်သည်တော်တွေနေ့စဉ်သုံးဆောင်မဲ့အစားအစာတွေမလင့်ဟင်းအောင်ဂရုစိုက်ပေးကြရွာသူတွေရဲ့ခေါင်းဆောင်ဖြစ်ရန်တူတဲ့အမျိုးသမီးလေးကဟုတ်ကဲ့ပါကိုကြီးမောင်အေးဝေကျေးစီရပါမယ်စိတ်ချပါရှင်အေးဒါဆိုငါအလုပ်သွားတော့မယ်စိတ်ချမယ်နော်စိတ်ချကိုကြီးမောင်တွားခွင့်ပြုပါမိတ်ဆွေတို့ရှင်မောင်နဲ့ပေးစီအတိမတ်ပြုခေါင်းငိမ့်ပြတယ်ကိုကြီးမောင်ဆိုရဲသူထွက်သွားတော့ရွာသူလေးတွေအေးဆောင်မောတက်လာပြီးသမင်းစားဆောင်နဲ့ဝင်သွားတယ်ပြေဆောင်နဲ့စပွဲတွေခင်းပြီးသူတို့ယူလာတဲ့စားစရာတွေပြင်ဆင်တည်ခင်းပေးတာတွေ့ရတယ်ဒီတည်းကခေါင်းဆောင်မိန်းကလေးက
ရှင်မောင်နဲ့ပေးစီးရှိရလာပြီးဧည့်သည်တော်တို့အတွက်စားစရာတွေပြင်ဆင်ပေးထားပါတယ်။ပိုက်ဆံလာချိန်သုံးဆောင်လို့ရပါတယ်။ဟုတ်ကဲ့ကျေးဇူးပါဗျာ။ရပါတယ်ရှင်။ကျမတို့အလုပ်လေးတွေရှိလို့သွားခွင့်ပြုပါဦး။ညနေခင်းအတွက်ညနေချိန်ကမှလာရောက်ပြင်ဆင်ပေးပါမယ်။ဟုတ်ကဲ့ခင်ဗျ။ရှင်မောင်သွားပြေးပြီးပါဇက်တွေတွက်နေတယ်။ပေးစီးရရင်မောင်ပုံစံခက်တီတီမျက်နှာပေးနဲ့ကြည့်ပြီးဘာမှဝင်မပြော။ရွာသူမိန်းကလေးတွေထွက်သွားတော့ရှင်မောင်ပေးစီးကိုကြည့်ပြီးမိန်းကလေးတွေကအချောင်းလေးတွေနော်။နောက်ပြီးရင်ကျေးသိမ်မွေးချက်ကလေမိန်းကလေးမို့လားမသိဘူး။အပြစ်ဆိုစရာမရှိဘူး။ရှင်မောင်တိစိတ်နေကဒီရွာရိုးရိုးတာမန်ရွာမဟုတ်ဘူး။သူတို့ဘာလဲငါတို့မသိဘူးနော်။မင်းကလည်းတာမန်ရွာမဟုတ်တာငါလည်းသိပါတယ်။ဒါပေမဲ့သူတို့ကလူစစ်တီပါကွ။ငါသေးချာစစ်ကြည့်ပြီ။အရေးထွက်တယ်ငါကောင်။အေးလူတော့လူပဲ။ရိုးရိုးလူမဟုတ်ဘူး။ငမိုင်းဆိုရင်လူပြောသွားတာ။ဗါတဲ့ညဘက်ဝစ်စင်းရဲဆိုတဲ့စကားအဲ့ဒါငါတွေးနေတာ။မင်းကွာငါတို့လည်းအစင်မပြေတော့ညဘက်တွင်မအိပ်နိုင်အောင်တွေးခေါင်ခဲ့တာပဲ။သူပြောတာအဲ့ဒါနေမှာပေါ့။ဟာဒီရွာမှာအစင်မပြေမှုကဘာရှိလို့လဲ။စားဖို့တော့အားမစိုက်ရအောင်။ချက်ပြီးသားလာဖို့တာစားရုံပဲ။လိုအပ်တာတကြီးစီမှာတောင်းရုံပဲ။တခုပဲသတ်မှတ်ထားရဲ့အလုပ်မှာနေ့စဉ်အလုပ်ဆင်းပေးရတာပဲ။ဘသူပိုပြည့်စုံနေမရှိဘူး။အားလုံးတူတူပဲလေ။ဒါ့ဘာအတွက်သူကတွေးဖို့စရာလို့မလဲ။အေးနော်ဟုတ်သားပဲ။ဒါပေမဲ့သူလည်းလူပဲရှိမှာပေါ့။ငါတို့မသိနိုင်တာဖြစ်မှာပေါ့။ထားပါတော့တခုပဲပြောချင်တာမင်းစိတ်မကစားဖို့လူကခုမှလူပြေပေါက်စားမဟုတ်ဘူးလူပြိုသူကိုအနေထားကိုသိမင်းကွာငါကလေးလားငါကငါထိန်းနိုင်မှာဒါဆိုကောင်းတာပေါ့ပိုက်စားတယ်တော့ဆက်ရအောင်ရှင်မောင်နဲ့ပေးစီတို့စင်သင့်ပို့ပြီးတဲ့မနေ့စာညစာစားတော့ပြီးစိန်ကြနေတယ်ခုဒီသူတို့ရှာဖို့လာတဲ့အမေနဲ့သမီးဖြစ်သူမစုံစမ်းရသေးဘူးစုံစမ်းဖို့ကလည်းဘယ်ရွာသားတယောက်မှသူတို့နဲ့စကားလက်ဆောင်လာမပြောတော့ဒီအကြောင်းကိုဘယ်ကစုံစမ်းရမလဲဆိုတာခြေနေကြည့်နေရတယ်စားကြလာဖို့တဲ့မိန်းကလေးတွေကသူတို့ချိန်ရောက်ရင်လာပြီးပြင်ဆင်ပေးတယ်ညနေပဲဆိုသူတို့ပြင်ဆင်ပေးတာစားပြီးနှစ်ယောက်သားထမင်းလုံးစီပြီးစော်ရီအိယာဝင်သွားတယ်ဒါဟုတ်တပတ်မြောက်တော့ပေးစီသတိထားမိလာတယ်တရက်ရက်ညနေမှာရှင်မောင်ညနေစာစားဖို့ပြင်တော့နေရာမရွှေ့ပဲငြိမ်နေတဲ့ပေးစီကြောင့်ဒီကောင်ပေးစီညစာစားမယ်လေရှင်မောင်မင်းသတိထားမိလားရှင်မောင်ညစာစားဖို့ခေါ်နေတာကိုမိကုန်းထုတ်တဲ့ပေးစီကြောင့်စိတ်ရှုပ်တယ်လို့ဖြစ်ပြီးဘာဟုတ်တော့ငါတို့ညစာစားပြီးတိုင်းအစောကြီးအိပ်ပျော်ပျော်သွားတာမနေ့ရောက်မှနိုးတာလေအဲ့ဒါဘာဖြစ်လဲဒါကျမ်းမာရေးကောင်းလို့ပေါ့ကွပေးစီကရင်မောင်မသိရကောင်းလားဆိုရင်အကြည့်နဲ့ကြည့်ပြီးခေါင်းခါပြပြီးတော့ငါတို့ဘယ်တော့မှမမဘူးလို့လေအမြဲတောင်းတကြီးကျမ်းမာခဲ့တာလေအခုဒီရောက်မှကျမ်းမာနေရမှာမဟုတ်ဖေးစောစောအိတ်ချင်နေတာပုံမှန်မဟုတ်ဘူးခံစားနေရတာမင်းကဘာထင်နေလို့လဲငါတို့ညနေပဲလာပို့တဲ့စားစရာတွေမသိငါ့ဘူးငါတို့မစားဘဲနေရအောင်မင်းကလည်းအတော်တုံးတာပဲငါတို့စားပြီးတယ်လို့ဟန်ဆောင်ရမှာပေါ့ဒါဆိုဒီစားစရာဘယ်နှသွားပြစ်မလဲငါပြောမလို့မေ့နေရဒီရွာမှာခွေးမရှိဘူးနော်ဒီတော့ခွေးကျွေးလို့လည်းမရဘူးအဲ့ဒါပြောတာထူးဆန်းတာတခုနှစ်ခုမဟုတ်ဘူးငါတို့ဒီညမစားဘဲစောင့်ကြည့်အောင်ညဘက်ထူးခြားတာတခုခုရှိနေမလားမင်းအဲ့ဒီလိုထင်လို့လားပေးစီခေါင်းငိမ့်ပြရင်တခုခုရှိတာသိကြတယ်အေးစောင့်ကြည့်လို့မထူးခြားရင်တော့စားပြီးတော့အိတ်ကြမယ်လေဒါဆိုပြစ်စရာမလိုတော့ငါကဘိုက်စားနေတာရှင်မောင်စပွဲပေါ်စားခြင်းစပွဲဟင်းတွေကိုမျက်စာပြစ်ကြည့်ပြီးပြောတယ်ထူးခြားတာဒီရွာဟင်းပွဲတွေမှာရေတရဝါငါးဟင်းတွေပါပြီမေတားဟင်းမပါဘူးငါးပစုံအစိုးချောက်မျိုးမျိုးလုပ်ပြီးချက်ကျွေးပြီမေတားဟင်းကတော့တခါမှမပါဘူးတရက်တလေတနက်လောက်မစားရတာသေမှာမို့လားရှင်မောင်ရအမြင်ကောက်လာပြောနေတယ်ရှင်မောင်ဘာမှမပြောတော့ဒီရောက်မှစားကောင်းနေတဲ့ပါဇက်ကိုပဲပြစ်တင်ရမလားဟင်းချက်ကောင်းလို့နဲ့ရွာသူတွေဝဲပြစ်ဆိုရမလားဒီမှာသူတို့မပြန်မချင်းတာဝန်တစ်ခုထမ်းဆောင်နေတယ်လို့တာဝန်တော့ကြည်တယ်ဒါပေမဲ့ထမင်းလာပို့တဲ့မိန်းကလေးတွေကလွဲပြီးတခြားဘယ်ရွာသားမှသူတို့စီနာပြီးစကားပြောဆိုတာတော့မရှိဘူးတာဝန်ရအေးဝေပြုတ်နေတဲ့ပုံစံမျိုးမကြိုးစုံမှန်းသိအောင်ပဲပြလေသလားဒါမှမြ мян ပြန်ရအောင်လားမတွေးတတ်ပေမဲ့သိချင်တာရှိနေတော့ဘလို့လှုပ်လှုပ်သူတို့ကတော့ပြန်အောင်မှာမဟုတ်ဘူးကလေးမလေးရဲ့အမေနဲ့အမရှိတဲ့နေရာကိုစုံစမ်းရအောင်မယ်နှစ်ယောက်သားထမင်းမစားပဲခါတိုင်းညပြီလို့စော်ကြီးအိပ်ပျော်သလိုပုံဖမ်းပြီးဧဆောင်နဲ့အသက်မထွက်ပဲငြိမ့်နေတယ်စောပိုင်းဘာထူးခြားမှုမှမရှိပေမဲ့တဖြည်းဖြည်းညှင်းနဲ့လာပြီးတကောင်းချင်းရောက်တော့ရွာရဲအတန်ချို့ကြားရတယ်ရှင်မောင်ကြားလားပြတင်းကနေဝင်လာတဲ့လာရောင်ကနေရှင်မောင်ခေါင်းငိမ့်ပြိုင်ရွာရဲလူအုပ်ကြီးကရွာလန်းအတိုင်းတရွေ့ရွေ့သွားနေတာတွေ့ရတယ်ကလေးနဲ့လူကြီးတွေပါပါတယ်ရွာလူကြီးကရှေ့ကနေဥဆောင်ပြီးခေါ်သွားတယ်သူတို့သွားတဲ့အချက်ကရှင်မောင်တို့နေဖို့အတွက်တစ်သွားခုတ်တဲ့တောဘက်စီဖြစ်တယ်ပေးစီသူတို့ညဘက်ကြီးဘဲသွားမလို့လဲ
ဘယ်သိမလဲမင်းနဲ့ငါတူတူကြည့်နေတာငါတို့လိုက်ကြည့်အောင်ပေးစီကောင်းငိမ့်ပြရင်သဘောတူညီချက်ရတာနဲ့နှစ်ယောက်သားအမောင်ကားကွယ်ယူပြီးဒီလူအုပ်ကြီးနောက်မမြင်အောင်ပုံးကွယ်ပြီးခြေရခံလိုက်သွားတော့တယ်လူအုပ်ကြီးကတော်ရဲစီတန်းဝင်သွားတယ်ညမောင်ကားကွယ်ယူပြီးရှင်မောင်တို့လိုက်လာတာကိုသိပုံမရတခါမှလိုက်ချောင်းတာမခံရဘူးလို့စိတ်အေးတာလည်းပါမယ်ထူးခြားတာဒီတစ်တော်ရရှင်မောင်တို့တစ်သွားခုတ်တော့လို့မဟုတ်တော့ရှင်မောင်ကငကိုကြောက်တဲ့သူမို့တစ်တော်ရဲ့အချင်းရာကိုမြင်ပြီးရှေ့ဆက်မသွားဘူးပေစီကိုဆွဲထားတယ်သိချင်းအဆုံးထိသိအောင်လုပ်ရမှကျေနပ်တဲ့ပေစီကဘာဖြစ်နေအောင်ဘာမှတော့မသိရသေးဘူးခြေထောက်ကနောက်ပြန်လှည့်ကျင်နေပြီကြောက်စရာကြီးကွတော်ပြီကွာနေတဲ့နေရာပြန်ရအောင်မနေ့ပြန်ရရင်ငါတို့ပြန်မယ်ဘယ်နာရှိမှမသိရလို့လည်းမရှာတော့တိတ်နေစမ်းမှရှင်းမောင်ရကြားသွားပါမယ်ပေစီကသူ့မြင်နေရတဲ့မြင်ကွင်းကိုသွေးအေးနဲ့ကြည့်နေတယ်မမြင်ဘူးလို့သေချာကြည့်မိတာဆိုပုံမှန်နေကြည့်နေရင်ဒီရွာသားတွေဘာတွေလဲတွေးပြီးစက်သိမ်းပြန်ထမိတာဝန်ခံနေကလေးလူကြီးပြို့မရွေးဒီတော့ထင်ရရေကန်ရှိမှစီတန်းရက်နေတယ်ရေကန်လို့သာဆိုတယ်ခုတော့ရေဒီပလုံစီပြီးတပွဲပွဲနဲ့အငွေတစ်ထောင်ထောင်ထနေတယ်သူတို့တစ်သွားခုတ်တော့ဒီရေကန်တွေးခဲ့သေးတယ်တိရိတ်ဝါရင်နဲ့အေးချမ်းလိုက်တာဆိုပြီးတွေးမိတယ်အခုတော့တပွဲပွဲစူနေတဲ့ရေကန်နဲ့တယောက်ချင်းတန်းစီပြီးတော့ဆင်းသွားတယ်ပူလွန်းလို့ထင်တယ်နာကျင်စွာအော်ကြီးတန်တွေစုညံ့နေတယ်တပွဲပွဲစူနေတဲ့ရေတွေပူပြင်းမှုကိုခံစားရပြီးအရှိပြောကုန်တာကြည့်ပြီးပေစီအတန်မထွက်အောင်သူ့ပါးစပ်ကိုလက်နဲ့ပိတ်မိတယ်ရှင်မောင်ကြည့်တော့မျက်လုံးပြိုးပြီးတဆက်ဆက်တုံနေတာတွေ့ရတယ်ကလေးလူကြီးပြိုးဦးမရွေးအားလုံးရေပူကန်နဲ့ဆင်းပြီးအရှိပျော်သွားတဲ့ချိန်မှာရေကန်ကြီးကခုနကသူမဟုတ်တယ်လားပုံမှန်အတိုင်းတာမန်ရေကန်ဖြစ်ပြောင်းသွားတယ်ရှင်မောင်နဲ့ပေစီတယောက်ကိုတယောက်အတန်တိတ်ပြီးအပြေရှာနေတော့ရေကန်တွေကနေတယောက်ပြီးတယောက်ကုန်းပေါ်ပြန်တက်လာတယ်ရှင်မောင်နဲ့ပေစီဖို့ဒီညတာအသက်ရှူဖို့မေးရတယ်ဆိုရင်ပုံမှန်ပဲဒါပေမဲ့တက်လာတဲ့လူစုကအိမ်ပြန်မှုအစီအစဉ်မရှိပဲတစ်ပင်တပင်အောင်တန်းစီပြီးတော့သွားရက်ပြန်နေသူတို့ဘာလို့မလို့လဲငါဘယ်သိမလဲရှင်မောင်ရစောင့်ကြည့်ရမှာပေါ့ငါသွားချင်ပြီးပေစီစစ်နေငါလမ်းတော့မလျှောက်နိုင်မနေမယ်မင်းကလေယောက်ျားမဟုတ်တဲ့အတိုင်းဘာဆိုင်လဲကွယောက်ျားလေးလူလေးကြောက်စရာဆိုကြောက်တာပေါ့ဟာသူတို့ပြောနေတော့ကြီးမားတဲ့အပင်ရနေတောင်ပန်ခတ်တန်ကြားရတယ်ရှင်မောင်နဲ့ပေစီတို့ကြီးကအဲ့ဒီနေရာကိုရောက်သွားတယ်စင်တကောင်ဒီပါအရွယ်ရှိတဲ့ငှက်တကောင်ကဒီပင်ပေါ်ကဆင်းလာပြီးတန်းစီရက်နေတဲ့လူတန်းကိုတယောက်ချင်းနှုတ်သီးနဲ့ထိုးပြီးပါဇက်ထဲပြစ်သွင်းတယ်ပါဇက်ထဲသွင်းလိုက်အရိုးတွေကိုထွေးထုတ်လိုက်နဲ့တယောက်ချင်းစီကောက်စားသွားတယ်စားခံရတဲ့သူတွေကအရိုးဖြစ်ထွေးထုတ်ခံရပြီးတဲ့နောက်သွေးသားတွေပြန်ဖြစ်လာပြီးငကိုအတိုင်းပြန်ဖြစ်သွားတယ်ဒါပေမဲ့ငှက်ကြီးပါဇက်ထဲအသွင်းခံရတဲ့သူတွေကတော့အော်ဟစ်မြည်တမ်းနေတာငရဲပွက်တဲ့အလားပဲရှင်မောင်တယောက်ဟမ်းမဆောင်နေအောင်မျက်နှာပြက်ရင်းနေတာတနာစရာလာငါတို့ရွာဘက်ပြန်ကြမယ်မင်းစက်မကြည့်တော့လားပေစီပြန်မယ်ဆိုတော့ရှင်မောင်ထွန်းတက်ပြီးမေးတယ်ပေစီခေါင်းခါပြီးမကြည့်တော့သူတို့ကသူရခဲ့ပြီစက်ကြည့်နေစိတ်နှလုံးညှဉ်းနှွမ်းတာပဲဖတ်တင်မယ်သူရခဲ့ဟုတ်လားအေးလာငါတို့နေရာမြင်ပြန်မယ်နှစ်ယောက်သားရွာသားကြီးပြန်မလာခင်ကိုနေရဲ့နေရာပြန်လာကြတယ်အဲဆောင်စီကိုလျှောက်တော့ရှင်မောင်ကတက်ဖို့ပြင်မိမိတွေးဝေးစွာရက်နေတဲ့ပေစီကြောင့်ပေစီတက်မလာပဲဘာလုပ်နေရလဲငါရွာရဲ့တစ်ချက်တော့ပက်ကြည့်မလို့ဘာလို့မလို့လဲငါတွေးနေတာသူတို့သွားတဲ့ချိန်ဆိုရင်ငါတို့အိပ်ပျော်သွားအောင်လှုပ်ထားတာမို့လားဒီရွာကိုငါတို့လိုရောက်လာတဲ့သူတွေနဲ့ဘာပဲပြောငါတို့လိုမျိုးရွာတဲ့ကြံနေခဲလောက်တယ်ဒီတော့မင်းကဘာလို့မလို့လဲသွားရှာကြည့်မလားလို့သူတို့ပြန်ရောက်လာဘယ်လိုလုပ်မလဲမလွယ်ဘူးနော်ပေစီရှင်မောင်ပြောရနီးနှမ်းကြလို့ပေစီခေါင်းမမာတော့ပဲရှင်မောင်နဲ့အတူအိတ်ဆောင်ပေါ်တက်လာတယ်ကိုအိတ်နေကြနေရမှာနေရာယူပြီးတဲ့နောက်သူတို့ဘယ်ချိန်ပြန်ရောက်မလဲငါတို့စောင့်ကြည့်အောင်မင်းဘာလို့မလို့လဲသူတို့ပြန်ရောက်ချိန်ကိုသိရင်နောက်ရငါတို့ရွာထဲကိုလိုက်ကြည့်မယ်လေမင်းလက်မလျှော့သေးဘူးလားဘာကိစ္စလက်လျှော့မှာလဲဒီလိုလားသူတို့လာရှာတာလေမရှာပဲဒီမှာထိုင်နေဦးနဲ့တွေ့မလားငါတို့ကဧည့်သည်ပြင်နေနေတာချိန်တိုင်ပြန်ရမှာနော်မပြန်ခင်လှုပ်ရှားရှာလှုပ်ရမယ်ငါပြန်ကျင်နေပြီမနေကျင်တော့တားရီပူဆက်ပူလောင်ခံစားရတယ်ရိုးရင်လည်းနားနေသလိုပဲရှင်မောင်မြင်ခဲ့တာကြီးပြန်တွေးပြီးစိတ်တဆဆန်ဆန်သူ့ကိုယ်မှဖြစ်သလိုခံစားနေရတယ်မင်းကလည်းစိတ်နှုတ်လွန်နေဒါမျိုးအတွေ့အကြုံမရှိရလည်းမဟုတ်ဘူးဟဲ့ကောင်ပေးစီမတူဘူးနော်တရေတွေနဲ့တွေ့ရတာတစ်မျိုးခုကတစ်မျိုးမိုးနေသူတို့မျက်နှာကစိတ်စိတ်ကြည့်ရင်မထင်ဘူးမင်းကဘာကိုကြောက်နေရလဲတကယ်ကသူတို့တွေကတနာစရာကောင်းနေသူတွေကုသိုလ်ချို့ကြောင့်ဒီဘက်မှာပြည့်ပြည့်စုံစုံနေရပေမဲ့အကုသိုလ်တချို့ကြောင့်ညဘက်ခံနေရတဲ့သူတွေပါသူတို့ရဲ့ကုသိုလ်အကုသိုလ်ငါမသိဘူးငါသိတာသူတို့ကြောင့်ငါတို့သိနေတာသိရင်အလွတ်ပေးမယ်မထင်ဘူးမသိပါဘူးကွာဗိုက်ဆိုင်ညဘာမှမစားရသေးဘူးစားမယ်
ငါတို့မစားတော့ဘာဖြစ်ပြန်တာလဲငါတို့ဘာမှမလုပ်ထားပါဘူးသူတို့သွားချိန်ငါတို့အိမ်အောင်ပဲလုပ်ထားတာဘာပဲဖြစ်ဖြစ်ကွာစိတ်မတရီတော့ညကင်းကဗိုက်စာရေးစို့လာပါကွာဒီတနေ့ညင်းတော့မင်းတရားစားစရာဘယ်လောက်ရှောင်းနေမှလဲလာစမ်းပါသူတို့ပြန်မလာခင်စားရအောင်ပေစီအတင်းခေါ်လို့ရင်မောင်မစားကျင်စားတော့တယ်စားနေရင်သူတို့မလာခင်ငါတို့အိပ်ပျော်သွားလိမ့်မယ်မပျော်တော့ပါဘူးခဏနေအာယုံတက်တော့မှာလာခံနေပြီသူတို့နှစ်ယောက်စားတော့ပြီးချိန်တော့မှပဲလူတန်တွေကြားရတယ်နှစ်ယောက်သားစားနေရချက်ပြီးအိမ်အောင်သွားပြီးအိတ်ချင်အောင်ဆောင်ကြတယ်သူတို့အိမ်နေတဲ့ချိန်မှာပဲအိမ်ဆောင်ပေါ်လူတက်လာတဲ့ကြားရတယ်သူတို့စားထားတဲ့ပကံခွဲရောက်တဲ့သိန်းစီယူငင်ပြီးအိမ်ဆောင်ပေါ်ကပြန်ဆင်းသွားတယ်ဧည့်သည်တွေအိမ်နေတော့လားအိမ်နေတာမှတုတ်တုတ်မလုပ်ဘူးဒီစကားကိုနိုးတဝက်အိတ်တဝက်အနေထားနဲ့မပြီးမပြင်းကြားလိုက်ရတယ်စားလိုက်တဲ့အစာမှာပါဝင်တဲ့အိပ်ပျော်စေတဲ့အရာအစွမ်းပြနေပြီမနဲ့လင်းတော့မနဲ့စာလာပို့နေကြရွာသူတွေရောက်လာပြီးမနဲ့စာလာပြင်ပေးတယ်ပြင်ဆင်ပေးရင်ရင်မောင်နဲ့ပေစီကိုကြည့်ပြီးဧည့်သည်တော်တွေညအိပ်ရေးဝရလားဝါပါလေဗျဘာလို့လဲဧည့်သည်တော်တို့မျက်နှာအိပ်ရေးမဝသလိုဖြစ်နေလို့ဘေးဟာသာညစာစားပြီးတဲ့တကြိုးတဲ့အိပ်ပျော်တာတကယ်လေးညစာစားပြီးသူတို့နှစ်ယောက်ဟဲမဆောင်နိုင်စွာအိပ်ပျော်သွားတယ်ဒါဟုရွာသူမိန်းကလေးတွေကသူတို့မျက်နှာသေချာကြည့်ပြီးအိတ်တေသာပြောတာရက်တွင်းနေလေကြလို့အရှင်နေလို့မဟုတ်ဘူးထင်လို့ဖြစ်မှာပါဒါနဲ့တခုလောက်ခွင့်တောင်းကြလို့ပါဒီရွာရောက်လက်စနဲ့ရွာနာဝင်းကျင်လိုက်ကြည့်လို့ရမလားရောက်တယ်ကဘယ်မှမသွားပြတော့ပြင်းနေဗျပြင်းရင်အိမ်ပြန်ပေါ့ဘာလို့နေရလဲညီရလေဧည့်သည်ပကကနေပြန်ပြောတဲ့ရွာသူလေးကိုတခြားရွာသူလေးကဝေဟန့်နေပေစီခက်ပြုံးပြုံးမျက်နှာနဲ့ဟောဗျာပြန်မှာပါဘယ်နဲ့အတင်းနှင်းနေရတော့အဲဆောင်စောင့်ရကြုံနဲ့အောင်နေရင်ကိုရောက်နေတဲ့နေရာဒေသကိုတေချာလေးပတ်မယ်လို့တွေးထားလို့ပါနောက်တစ်ချိန်ထက်လာပြဖို့ခဲရဲနေလေဒီနေရာအလှပရခံစားကြည့်မလို့ပါရွာလူကြီးကိုမေးပေးမယ်ဘယ်တဲ့စိမ်းမှရွာပတ်ဝန်းကျင်ကိုခုလိုလေးပတ်တာမျိုးမရှိဘူးကျေးဇူးပါငါနှမကြီးခွင့်ပြုရင်အကြောင်းပြန်ပါအောင်ကလေးတယောက်နဲ့ပြောခိုင်းလိုက်မယ်ပြောပြီးဒီရွာသူတွေထွက်သွားကြတယ်ရင်မောင်နဲ့ပေးစီတို့သူတို့ပြင်ပေးတဲ့မနှက်စာစားတယ်ကောင်းချင်းမောင်နဲ့ငှက်ချောက်ပုတ်စီစိန်ရှင်နွေးချမ်းပူပူလိုက်ဖက်တဲ့မနှက်စာပဲအဘတရားစားပြီးတဲ့နောက်လက်စာတန်လိုက်တဲ့ရင်မောင်ကြည့်ပြီးခုကြတော့မကြောက်တော့လားစားထားတယ်မှာအကက်လေးတောင်မကြမ်းဘင်းပြောသလိုပေါ့ဒီမှာနေတဲ့၍ရှောင်မရမယ့်အတူတူအားရပါရပဲအရသာခံစားလိုက်တယ်ပေစီပြုံးပြုံးရင်းနှုတ်ပြီးခေါင်းငိမ့်နေဒီချိန်ကလေးလေးတယောက်ပြေးနာပြီးဧည့်သည်တော်ကြီးတွေရွာလူကြီးကအနီးပါးလေပတ်ချင်းလေပတ်ဖို့ခွင့်ပြုပေးလိုက်ပါတယ်ရှင်မောင်နဲ့ပေစီဝမ်းသာသွားတယ်သူတို့နှစ်ယောက်တိုင်ပင်စရာမလိုပဲကြည့်မိပြီးမျက်နှာပြုံးသွားတယ်ကလေးလေးကပြောပြီးရနေပြန်ပြေးသွားတော့တယ်ရှင်မောင်နဲ့ပေစီတို့ရွာရဲဘက်ထွက်လာတယ်သူတို့ရှာနေတဲ့သားမီးကိုတွေ့လို့တွေ့ညာရွာရဲဘက်ထွက်လာခြင်းပဲရွာရဲရဲ့အိမ်တွေအကုန်လုံးနှီးပါအိမ်ကြီးအိမ်ကောင်းတွေဖြစ်တယ်စင်းရဲနွမ်းပန်းရရှိတဲ့အိမ်တလုံးတနေမှမတွေ့အိမ်တိုင်းကလူတွေကိုကြည့်ရင်လည်းအသေးသေးအလုံးလုံးနေရတွေ့ရတယ်မောင်းထောင်းတဲ့အိမ်ကထောင်းနေတယ်လို့စံပြတဲ့အိမ်ကပြနေတယ်ထူးခြားတာတဲ့အိမ်ကိုတစ်ခုပဲလုပ်တယ်ထင်းတွေခွဲတဲ့အိမ်ကထင်းခွဲတယ်ကြည့်ရတာအလုပ်တစ်မျိုးသူ့စုနဲ့သူလှုပ်စေတဲ့သဘောရွာသားချို့ကလေတွေကထွက်တဲ့စပားတွေကိုချွေနေပြီးလဲနဲ့တင်ယူပြီးသူနဲ့ဆိုင်ရာအိမ်မှာပို့ထားတယ်ဆိုင်ရာလုပ်ငန်းစဉ်အတိုင်းသူ့စုနဲ့သူအလုပ်လုပ်ကြတယ်ဆိုမလားပဲသုံးလေးတစုအလုပ်တစ်ခုလုပ်တယ်တွားရင်းနဲ့စားတောက်တွေချက်ပြုတ်ရမိဖို့ဆောင်ပဲရောက်လာတယ်ရင်းချက်ဖို့ပြင်ဆင်သူကပြင်နေတယ်လို့အိုးတွေနဲ့ထမင်းချက်သူကချက်နေတယ်ရှင်မောင်နဲ့ပေစီကိုမြင်တော့အလုပ်လုပ်နေရတစ်ချက်လန့်ကြည့်ပြီးသူတို့လုပ်ကိုဆက်လုပ်နေတယ်ဒီလူတွေထဲမှာသူတို့ရှာနေတဲ့သားမီးကိုတီးနှံတွေလှိချွတ်နေရမြင်လိုက်တော့ပေစီရင်မောင်ကြားရုံသာခေါ်တော့ငါတွေ့ရရှင်မောင်ဒီသားမီးနှစ်ယောက်ကလည်းရင်မောင်နဲ့ပေစီကိုလှမ်းကြည့်နေရတွေ့ရတယ်ဒီချိန်မိမကြီးတူကဘာပြောတယ်မသိသားမီးနှစ်ယောက်တော့အကြည့်ပြန်လွှဲပြီးအလုပ်ကိုဆက်လုပ်နေတယ်ရင်မောင်နဲ့ပေစီဆက်ရှိနေရွာကန်တွေစိတ်ထဲတစုံတရာရိပ်မိပြီးတန်တရားဝင်မှစိုးစိမ့်နဲ့ဒီနေရာထွက်လာခဲ့တယ်စားတော့ချက်ပြုတ်ရဆောင်မှာဒီသားမီးရှိနေနိုင်တာသိနိုင်ပြီသူရကယ်ပြည့်ပြောင်းလဲခြင်းမရှိသေးဒီသားမီးနှစ်ယောက်ကိုခဲတင်နိုင်မယ်ထင်တယ်ဒီသားမီးမှမဟုတ်ဒီရွာလူတွေအားလုံးဒီကနေကျွတ်လို့စေခြင်းမိတယ်ကုသိုလ်ကောင်းတွေရှိပါရဲ့နဲ့ဘလို့အကုသိုလ်အကျိုးဆက်ကဒီဘဝကနေမလွတ်မြောက်နိုင်အောင်ချီနှောင်ထားပါလေရှင်မောင်နဲ့ပေစီတို့နှစ်ယောက်ရွာထဲသွားလာပြီးနေရာတွေကိုမှတ်သားထားတယ်ပြီးရနောက်အိတ်ဆောင်ပြန်လာပြီးရှင်မူချိုနားယူလဲလျောင်းနေဒီချိန်ညနေစာလာပို့တဲ့မိန်းကလေးတွေရောက်လာပြီးစားစရာတွေစပွဲပေါ်မှာတင်ထားခဲ့တယ်နော်ဒီနေ့ရွာထဲလိုက်ကြည့်ရဘယ်လိုနေလဲရှင်မောင်နဲ့ပေစီကိုစကားနှိုက်ပြီးမိကုန်းထုတ်တယ်ပေစီနှစ်ဖူးပေါ်လက်တင်ပြီးမျက်လုံးမိတ်ထားရအသာမေ့ကြည့်ပြီးဘယ်လိုနေလဲဆိုတော့အံ့ဩတာခင်ဗျားတို့ရွာဘယ်ရွာနေမှမတူတဲ့နေထိုင်လေးချင်းတွေကိုလာတွေ့နေတယ်
ထူးဆန်းတယ်လို့အတူယူဖို့လည်းကောင်းနေထင်မိတယ်။ဘာလို့သဘောကျပြီးတော့တူယူဖို့ကောင်းတယ်လို့ပြောတာလဲ။စီးနှုံးညီညွတ်ပြီးကိုတောင်ဝန်ကိုယူကြတယ်။အားလုံးကတောင်ဝန်သိစိတ်တွေရှိကြတယ်။ဒါပေမဲ့အတူယူစရာတွေပေါ့။ပေးစီတကားနားထောင်ပြီးမိန်းကလေးမျက်နှာအချိန်နှမျိုးဖြတ်ပြေးသွားတယ်။သဘောကျကြည်နေခြင်းနဲ့ဝမ်းနဲ့နာကျင်သွားဟန်ဒီအရာနှစ်မျိုးကတစ်ဖြတ်ချင်းစီထင်ဟပ်သွားပြီးရုတ်တရက်ပြောက်ွယ်ပြီးတော့ပုံမှန်မျက်နှာပေးပုံစံပြန်ရောက်ပြီးဒါကတော့ရွာမှာအယိုးဆွဲနေပါပြီ။အားလုံးကကိုယ်ပိုင်းကိုယ်တာဝန်ကိုပြောစရာမလိုပဲသိရမယ့်စိတ်ကအယိုးဆွဲနေပြီ။ခွင့်ပြုပါအောင်။နှုတ်ဆက်ပြီးဒီမိန်းကလေးတွေပြန်သွားကြတယ်။ရှင်မောင်စားကျင်စားလိုက်ညကြရင်ကတယောက်တည်းသွားလိုက်မယ်။မဟုတ်သေးပါဘူး။ငါပါလိုက်မှာပေါ့။မင်းတယောက်တည်းလှုပ်เสียလား။ဒါဆိုရင်လည်းစားဖို့အတွက်အိမ်ကြီးမရဖြစ်မနေနဲ့။ငါမြင်ပြင်းကက်လို့မတရီနို့သားပဲ။အနက်ရရင်အိမ်ကြီးမရဖြစ်နေတဲ့ချက်ကဒီမှာပေးစီငါအိမ်ကြီးမရဖြစ်တာမဟုတ်ဘူး။ကြေးချင်းကအစာရင်အစာချက်တဲ့ချိန်သူ့အစာချက်ဖို့အစာတောင်းတချိန်မှာဘာမှမထည့်နိုင်လို့ရေထတောက်တာပြီးတော့အနက်တွေကနှိမ့်ဆက်နေတာငါပြေဖြစ်သွားလားတရက်တနေ့နောက်ကျမှစားတာဘာမှမဖြစ်ပါဘူးမင်းကအိမ်ကြီးမရလုံးလားတေးဦးကွာငါစားချိန်တည်းမစားရရင်မရဘူးကွာဒီဟာပဲစိတ်ရောက်နေတာကျင့်မရှိသေးလို့ပါကွာဒါဆိုရင်လေမေ့သွားအောင်အိတ်နေလိုက်ဒီချိန်အိတ်เสียလားအလုံးမဟုတ်တာလားပြောနေအိတ်မဲဆိုမှတော့ငါတခါလေးစားလိုက်တာအဆင်မပြေဘူးလားစားရမေးဖို့အိတ်ခိုင်းမှစားရပဲပြန်ရောက်သွားတယ်ပေးစီရင်မောင်မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ပြီးအေးကွာငါပြောမိတာမှားတာစားရင်အိပ်ပြောမှဆိုလို့မစားဘဲနေနေအောင်မစားမိအောင်အိတ်ခိုင်းမိတယ်ပေးစီပြောလေပြောရင်နေရင်ရှင်မောင်ကသဘောကျပြီးတော့လိုက်ရည်တယ်ရှင်နေရင်ပေးစီကငါတို့စားစရာကြီးသိမ်းထားရမယ်သူတို့ထားခဲ့တဲ့အတိုင်းထားလို့မရဘူးဘာလို့လဲငါစိတ်ထင်နေလို့ပြောပြီးပေးစီစားကြလို့ဘဲချင်းကကြိုတင်ပြင်ဆင်ထားမှမသိတဲ့အရွက်ချိုးနဲ့ထုတ်ယူပြီးသူတို့အိတ်တဲ့နေရာမှာအဝေးဟောင်းတချို့နဲ့အပေါ်ကနေဖုံးလွှမ်းထားတယ်ပြီးရင်နောက်နှစ်ယောက်သားစားတော့စီအာယုံမရအောင်ထွေရလေးပါစကားပြောရင်းချိန်ဖြုံးနေကြတယ်ဒီလိုနဲ့အမောင်တို့တဖြည်းဖြည်းဝင်လာပြီးညအခါပြီးတတ်တတ်ရောက်လာတယ်အမောင်ဖုံးတာနဲ့ရှင်မောင်နဲ့ပေးစီစကားပြောတာနဲလာပြီးချိန်ကိုပဲစောင့်ကြည့်နေတယ်တကောင်ချိန်နေနှစ်ယောက်သားအတန်တိတ်နေပဲတကောင်ချိန်ရောက်တာနဲ့ရွာရဲ့အတန်တွေစကြားရတယ်ရွာပြင်ကတော့ပဲစီဦးတီထွက်လာတဲ့အတန်တဖြည်းဖြည်းသူတို့အဲဆောင်နာရောက်လာပြီးအဲဆောင်ပေးရဖြတ်ကျော်သွားတယ်ဒီချိန်အဲဆောင်မှုတက်လာတဲ့အတန်အချို့ကြတော့ရှင်မောင်ပေးစီကိုမျက်လုံးပြူးကြည့်တယ်ပေးစီအိတ်ချောင်ဆောင်မှုအချက်ပြပြီးသူလည်းချက်ချင်းအိပ်ပျော်နေရနေတယ်ရှင်မောင်လေးပေးစီကိုကြည့်ပြီးသူ့နေရာမှာလဲလျောင်းပြီးမျက်လုံးမိတ်ထားတယ်သေချာကြည့်နော်ဒီအတန်ကြားရပြီးသူတို့အိတ်နေရာကိုဝင်လာတဲ့အတန်ကြားရတယ်ဝင်လာပြီးတစ်ချက်တိတ်သွားတယ်ပြီးတဲ့နောက်အိတ်နေကြပြီသေချာရဲ့လားသေချာပါလေပုတ်သေးချောင်သူတို့ညနေစာစားမစားသွားကြည့်မယ်ပြောပြရနဲ့စားစရာကြီးပြင်ထားရပဲထွက်သွားတယ်စားစရာတွေလည်းအကုန်ပဲဒါဆိုစိတ်ကြပြီပကံဒီပြန်လာမှဝင်သိမ့်မယ်သွားရအောင်ပြောပြီးအိတ်ဆောင်ပေါ်ပြန်စင်းတန်တွေကြားရတယ်ဒီတော့မှပေးစီပါကြောင့်စားစရာသိမ့်နိုင်မှရှင်မောင်သဘောပေါက်ရတယ်တွေးရနေရမှာအကွက်စိတ်လုံးနဲ့ပေးစီကိုရှင်မောင်တကယ်ချစ်ကျူးလေးစားမိတယ်ထွက်သွားတဲ့တန်တွေဝေးမှရှင်မောင်နဲ့ပေးစီငိမ့်နေရထားတယ်ပေးစီကစားစရာတွေဖုံးထားတဲ့အဝတ်ကိုဖယ်ယူပြီးဖက်နဲ့ထုတ်ထားတာတွေကိုစပွဲမှာပြန်ထားတယ်ပြီးတဲ့နောက်ရှင်မောင်ကြည့်ပြီးတော့သွားဆိုရှင်မောင်သူတို့မလာခင်ညစာပြန်စားမှာချိန်မရှိဘူးရှင်မောင်ခေါင်းညိတ်ပြီးပေးစီနဲ့အတူအိတ်ဆောင်ပေါ်ကဆင်းနေအမောင်အားပြုတ်ပြီးသူတို့ဘယ်သူမှမမြင်အောင်ပုံကွယ်ပြီးသွားတယ်ဘယ်သူမှမရှိတော့တဲ့ရွာတွေပုံရှိုးွယ်ရှိုးသွားနေတဲ့ပေးစီကိုရှင်မောင်မမျိုးသိမ့်နိုင်တော့ပဲဟင်းကောင်ပေးစီပုံမှန်လေးတန်းဆိုပေမဲ့တိတ်ဆိတ်တဲ့ညမှာတန်းကျဲသွားတယ်တူတူပြောရှင်မောင်တို့အတန်သူများကြားမယ်ဘယ်သူမှမရှိတဲ့ရွာတွေငါတို့အတန်ဘယ်သူကကြားမှာတော့ကြားရင်လည်းငါတို့လိုလူတွေပဲနေမှာအတွေးရိုးလုံးနဲ့ရှင်မောင်စိတ်ပြတ်ဟန်ကြည့်ပြီးငါတို့လိုလူတွေဆိုပေမဲ့ကုံတော့ငါတို့လိုစိတ်တွေမဟုတ်ဘူးရှင်မောင်မင်းတောင်တိုးစမ်းမှာငါအကြောင်းမပြောတတ်တာမင်းသိပါရဲ့အေးပါငါတတိထားမယ်ဒီတော့မှရှင်မောင်လေးတန်လျှော့သွားတယ်နှစ်ယောက်သားညမောင်အားပြုတ်ပြီးတိမ်ပြီးတိမ်အနေထားကြည့်တယ်အိမ်တွေအားလုံးကမီးတွေထင်အောင်ထွန်းထားတာအိမ်တိုင်းလူရှိနေတဲ့အလားပဲလာရင်အိမ်တွေလည်းကုန်းတော့နေပါပဲဒီအချိန်အိတ်တိမ်မှာလူရိတ်တွေးလို့ရှင်မောင်နဲ့ပေးစီအမောင်နဲ့ကမထွက်ပဲဒီအိမ်ကိုစိုက်ကြည့်တယ်ဒီအိမ်ပေါ်ယောက်ျားတစ်ယောက်ဆင်းလာတာတွေ့မှဒီလူကရှင်မောင်အံ့ဩစွာစိုးမိတယ်။ရွာကိုရောက်ခါစားတွေ့ခဲ့ရတဲ့သူရွာကမဟုတ်ပဲတနေရာရောက်လာသူဆိုပြီးသိရတယ်။ဖော်ရပြီဆိုပြီးသူတို့တော့အားတက်ခဲ့တယ်။ဒါပေမဲ့နောက်ရက်ကစပြီးဒီလူနဲ့မတွေ့တော့ဘူး။ဒီလူနာမည်မင်းညို။ဒါဆိုဒီလူကလူတက်တန်းအတိုင်းဒီရွာမှာရှိနေရပေါ့။သူရကမဖြစ်သေးဘူးပေါ့။ရှင်မောင်ပေးစီကိုကြည့်တော့ပေးစီဒီလူကိုငြိမ်ပြီးကြည့်နေတာတွေ့ရတယ်။မင်းညိုကသူ့ရှိနေတဲ့အိမ်ကနေထွက်လာပြီးရွာလန်းအတိုင်းရှောက်သွားတယ်။
ခုနလူအုပ်နဲ့လိုက်မသွားပဲအခုမှဒီလူဘဲကိုသွားမလို့ပါလေရှင်မောင်နဲ့ပေစီတိုင်ပင်ထားစရာမလိုပဲမင်းညိုသွားတဲ့နောက်မှောင်ရိပ်ကိုပြီးတော့လိုက်သွားတယ်တို့သွားပြီးတဲ့နောက်မင်းညိုကအိတ်တိန်ရှိမှရှက်ပြီးဒေါ်ကြီးမင်းညိုခေါ်တဲ့နဲ့မရှိမနှောင်းလူရိပ်ပေါ်လာပြီးအိမ်ထဲကထွက်လာတာတွေ့တယ်သူတို့ရဲ့ရှင်မောင်နဲ့ပေစီရှာနေတဲ့သားမိတွေဖြစ်တယ်ထွက်လာပြီးမင်းညိုကိုခေါ်ပြီးအိမ်ထဲပြန်ဝင်သွားတယ်ရှင်မောင်နဲ့ပေစီနဲ့မောင်ရိပ်ကထွက်ပြီးဒီအိမ်သားချင်းကပ်သွားတယ်အိမ်ပြင်ဘက်ကနေပတ်ပြီးသွားနေရစကားပြောတဲ့ကြားတဲ့နေရာရောက်တော့ရက်လိုက်ကြတယ်သားရဲ့ထွက်ရမယ်ဆိုရင်လေဒေါ်ကြီးရောဒေါ်ကြီးသမီးပါအတူတူထွက်လို့ရကြတယ်သမီးငယ်ကိုလည်းတတိယလာပြီကလေးခမဒေါ်ကြီးတို့မရှိပဲဘလို့နေရှာပါလေလူအရေးအတွက်များများထွက်တာအန်ဒီရဲ့များတယ်သူတို့ရွာရောက်ပြီးတဲ့သူပြင်လောကပြတ်မလို့ဘူးသူတို့ရွာခေါ်ခြင်းတဲ့သူသာခေါ်လာတာပြင်လောကလူသူ့ဟာသူတည်ပြီးရောက်လာတာတော့မကြိုက်ကြဘူးအပြင်ကိုပြန်ရောက်တာသိရင်တေချာပေါက်လိုက်လာပြီးတော့ပြန်ခေါ်မှာဘဝချင်းမှမတူတာခေါ်လဲမလိုက်ပါဘူးပထမတစ်ခါမသိလို့လိုက်လာမိတာတစ်ခါပဲအညာခံမယ်ဒေါ်ကြီးကသူ့သမီးနဲ့တွားတူနေတော့ဖိုးကသူ့သမီးလိုစိတ်ထဲတွေးပြီးခေါ်လာတာဒေါ်ကြီးတို့သားမိအတွက်ကုသိုလ်လျောက်အိမ်ကိုလဲစောက်ဖို့ပြင်းနေတာနေတိုင်းတိုးရဲတစ်သွားရှာနေတာငါလဲတစ်မတွေ့ပါစေနဲ့နေတိုင်းဆူတောင်းနေရတာမင်းလည်းအဆင်ပြေဒေါ်ကြီးနဲ့တခါလေးလိုက်ခဲ့စမ်းပါကုသိုလ်အစင်လိုက်အိမ်ကိုလဲစောက်မနေနဲ့အိမ်ရသွားရင်မင်းဒီကနေတစ်သက်လုံးမလွတ်မြောက်တော့ဘူးနော်သူတို့ဘာလဲမင်းသိနေရပဲအပြင်ရရောက်လာပြီးအိမ်ရသွားတဲ့သူတွေအကုန်လုံးဘာတွေဖြစ်လဲလိုက်ကြည့်ဘူးတဲ့မင်းကပိုသိမှာပေါ့ကျုပ်ကတော့ပြီးပြည့်စုံပြီးနေဖို့စားဖို့မပင်ပန်းတဲ့ဒီအရက်ကိုသဘောကျမိတယ်လူပြင်ပလောကမှာလို့မျက်နာကြည့်ရဟင်ပတ်ပါတာမျိုးတွေဒီနေရာမှာမရှိဘူးအိမ်ကသမီးငယ်ကိုဒေါ်ရေးတရိယာနေလို့ကျုပ်ကကူညီတာပါကျုပ်ကမခေါ်ပါနဲ့ဒီမှာပဲနေမယ်ဒါပေမဲ့နှစ်ယောက်လုံးတစ်ပြိုင်တည်းထွက်ဖို့ကတကယ်မလွယ်ဘူးမလွယ်လေနှစ်ယောက်လုံးထွက်မှဖြစ်မယ်မင်းကလူဘဝစိတ်ဒုက္ခကိုပင်ပန်းဆင်းရဲလွန်းနေထင်နေတာပဲဒီမှာမင်းမြင်ခဲ့တာငရဲတစ်မျိုးပဲဒီငရဲကိုမခံစားဘူးသေးပဲပေါ့မပြောစေချင်ဘူးတရက်ထဲခံရမှာမဟုတ်ဘူးတေချာစဉ်းစားပါကွယ်စွာရကပွင့်မဲ့ချိန်နဲ့ဒီဝါသားတွေငရဲခံနေရချိန်တိုက်ဆိုင်နေနေကျုပ်လာထက်ခေါ်မယ်အဲ့ဒီချိန်စုံမှအားလုံးထွက်လို့ရမယ်ကျုပ်ပါလိုက်ဖို့စဉ်းစားအောင်မယ်နာကျင်ဆင်းရဲပေမဲ့မိုးလင်းအကောင်တိုင်းတန်မာပြီးစီးစိမ်ခံစားနေရတဲ့ဘဝကိုမမောမိတာအမှန်ပဲတရက်ထမင်းနဲ့မမှန်တဲ့ဘဝကိုပြန်မသွားကျင်တော့အလုပ်ကြိုးစားလို့ရင်ကံခွင့်လန်းကြီးပေါ်လာမှာပါမြမချိတ်ကိုမြင်မြင်ကြီးနဲ့ငါစာကိုမှတ်ပြီးထိုးမဟတ်ပါနဲ့ကွယ်ဒေါ်ကြီးကကိုသားလိုမျိုးရှင်နဲ့တွေ့ပြီးပြောတာနော်ဟုတ်ကဲ့ပါဒေါ်ကြီးဒါဆိုသူတို့မရောက်ခင်ကျုပ်ပြန်တော့မယ်မင်းညိုပြောစရာရှိရပြောပြီးတဲ့နောက်လက်ရှိသူနေနေတဲ့အိမ်ဘက်ပြန်လာတယ်ရှင်မောင်နဲ့ဘေးစီအသက်မထွက်အောင်ခြေပြားထောက်ပြီးအိမ်ဆောင်ရှိရပြန်လာတယ်ရောက်တာနဲ့ဖက်ကိုဖြီးပြီးထမင်းစားတယ်စားလုံးလို့ဘာရင်လဲတော့မကြည့်ပဲနှစ်ယောက်သားအဘတရားစားတယ်စားတော့ပြီးဖက်ကိုလက်စားဖြောက်ရသေးတယ်စိတ်ဆက်နိုင်မှတော့ခါကြမယ်စိတ်ဆက်လုံးနဲ့ရွာပြောက်ကြီးရလူတွေကိုရှော့မတွက်တာကိုယ်အတွက်အကာအကွယ်ဖြစ်စေတယ်အားလုံးနဲ့စသက်ပြီးသူတို့အိယာရဲ့ဝင်းချိန်မှာရွာသားတွေပြန်လာတဲ့ကြားရတယ်နှစ်ယောက်သားတိုင်ပင်စရာမလိုပဲမျက်လုံးမိတ်အိတ်လိုက်တယ်တလာတန်ပြန်စင်းတန်ကြားပြီးမိလိုက်နားထောင်ပြီးဂယုမဆိုင်တော့သူတို့ပင်ပန်းလွန်းလို့အိမ်ငိုင်နေကြပြီးမို့စိတ်ကိုနှုတ်ချပြီးအိတ်ဆက်အနားယူလိုက်ကြတယ်အိတ်နေကြတယ်မျိုးသားတယောက်အော်ပြောတန်နားတဲ့နောက်ဆုံးဟိုတော့ကြားလိုက်ရတယ်ပြီးရနောက်သူ့မျက်လုံးတွေအမောင်ကျသွားတော့တယ်သမီးဟင်းချက်ဆောင်သွားတော့မလို့လားအာယုံအလင်းရောက်တဲ့ချိန်အိမ်မော်တက်လာတဲ့ဥပုမှန်မနက်ခင်းမျက်နှာတန့်စင်နေတဲ့ဒေါကြနွေနဲ့ကြာစီရိုးတို့သားမီကိုအမေးစကားနဲ့နှုတ်ဆက်တယ်ဒေါကြနွေမျက်နှာတန့်စင်ပြီးဥပုမှန်ကိုကြည့်ပြီးမနက်ခင်းစာချက်ဖို့စောစောသွားမှာပေါ့နိုးလာရင်ဗိုက်စာကြတော့မှလေအေးပါငါသမီးလေးလိမ့်မာလွန်းလို့ဖေငါသမီးရဲ့အတွက်အိတ်တဆောက်အမြန်ရကျင်တယ်ငါသမီးရဲ့အတွက်ပရိသတ်ပြန်ခုထိမပေါက်သေးဘူးကျုပ်ကဦးလေးသမီးမဟုတ်ဘူးလေဦးလေးစိတ်ထဲဒီလိုမျိုးဆွဲထင်နေကျုပ်အတွက်အဆင်မပြေဘူးဒေါကြနွေစကားကြောင့်ဥပုမှန်မျက်နှာတီးတင်းသွားတာကြောက်စရာကြာစီရိုးကဥပုမှန်ကိုကြည့်ပြီးပခုံးကြုံပြီးအမေဖြစ်သူနောက်မှာကပ်ပြီးတော့သူ့ရဲ့လက်လေးနဲ့အမေဖြစ်သူလက်ကိုဖြည့်ညှစ်ထားတယ်ဥပုမှန်စိတ်တူနေတဲ့မျက်နှာနဲ့ကြည့်ပြီးဘာလို့မဟုတ်ရမှာလဲရွာတကားပွင့်ချိန်မှာပျောက်သွားပြီးမိဘကိုတော့မမမိနိုင်ဖြစ်နေတာငါမှတော့ငါသမီးကိုပြန်တွေ့ခြင်းလို့ရွာတကားဖွင့်ချိန်ရောက်တိုင်းပြင်လောကကိုထွက်ရှာခဲ့ရတာညီရအိမ်အောင်ကြတာရနေပြီမိဘကမေ့ထားမမတ်မိရင်လည်းဒီအတိုင်းနေမင်းဒီပါသားဟုတ်မဟုတ်ပရိသတ်ပင်ပေါ်လာတဲ့နေ့အပြေပေါ်လိမ့်မယ်တကယ်ကဥပုမှန်ရဲ့သမီးကအကုသိုလ်ကံကုန်ပြီးဒီဘဝကကျွတ်သွားပြီးမှုရုတ်တရက်ပျောက်သွားတာဖြစ်တယ်သမီးကိုအလွန်ချစ်တဲ့ဥပုမှန်ဒါကိုသတိမထားမိပဲ
သူသမီးရွာတကားဖွင့်ချိန်ပြင်လောကထွက်သွားရဲ့ထင်ပြီးအမြဲလိုပြင်လောကထွက်ပြီးလိုက်ရှာနေတတ်တယ်။တရက်ဈေးထဲမှာဈေးဝယ်နေတဲ့ဒေါ်ချန်တွေတို့သားမီကိုမြင်တော့သူသမီးကိုပြန်တွေ့ပြီးဆိုပြီးဝမ်းသာအားရချင်းကပ်ရင်စကားပြောခွင့်ရအောင်လုပ်ခဲ့တယ်။ကလေးမကြီးဒီကနေဈေးပင်လိုက်ရွာကိုဘလို့သွားရလဲ။ဈေးပင်လိုက်ရွာလားတိတ်မဝေးတော့ဦးလေ။ဒီကနေမြေနီလန်းအတိုင်းရှောက်သွားရွာကိုကြော်ရင်ဈေးပင်လှပဲ။ပန်းမကျင်ဦးလေးကိုလမ်းပြပေးပါလား။ကလေးမမနစ်နာစေရပါဘူး။ဖိုးခထိုက်ထိုက်တန်တန်ပေးပါမယ်။အဖိုးခမလိုပါဘူး။အသွားတိုင်ပြပေးမယ်။ကျုပ်တို့လည်းအဲ့ဒီဘက်ပြန်มาဆိုလမ်းကြုံနေ။သမီးရေမိမိတို့ကုသိုလ်ယူရအောင်။ကြာစီရိုးကအမေလိုကြာကောင်းနေနေ။ဒီလိုနဲ့မြေနီလန်းအတိုင်းရှောက်ရနေဈေးပင်လာကိုသွားရလမ်းမဟုတ်ပဲတောထဲရောက်လာတာသတိထားမိလာတယ်။နေအောင်ဦးလေးကျုံလာတာလမ်းမှန်ပါလေ။ဒါပေမဲ့ခုကဘယ်နေရာရောက်နေမှမသိဘူး။အေးဟုတ်သားဟာတို့တွေလမ်းလွဲလာတယ်လို့ပဲလမ်းရှာရင်ဆက်လျှောက်ရရွာတရွာအဝင်မြေနီနန်းကိုတွေ့တယ်။ကြာစီရိုးကဒါအောင်မြင်ပြီးဟိုမှာရွာတရွာရဲ့မြေနီနန်းလေးလမ်းပြောက်ပြီးကိုယ့်ရွာကိုပြန်ရောက်နေပါလား။လာမိန်းကလေးဦးလေးအိမ်ကျုံတော့ဝင်လေရအောင်။ဘေးကိုရောက်လို့ဘေးပြန်မှမသိရဲ့ဒေါကြတွင်လေသမီးလက်ကိုဆွဲပြီးဥပုမှန်အောင်လိုက်လာခဲ့တယ်။တရွာလုံးရဲ့အိမ်ကအင်ကြီးအိမ်ကောင်းတွေကြီးပဲ။ဥပုမှန်အသက်ရွယ်ကြီးနာပေမဲ့မန်းအားရှိတယ်။ဒီတော့ဒေါကြတွင်သတိထားပြီးစကားကိုထိမ့်ပြောတယ်။ဥပုမှန်အိမ်မှာကြိတ်ထားတဲ့ပုံတူပကြီးကိုကြည့်ပြီးအံ့ဩစွာပါဇက်ကိုလက်နဲ့ပိတ်မိတယ်။သူနဲ့အင်မတန်တူတဲ့မိန်းကလေးငယ်စဉ်ပုံမျက်နှာပေါက်ဆိုပေမဲ့သူ့မျက်နှာမှာသူ့မျက်နှာအစစ်ပုံမြင်တော့ဘလို့ခံစားရလဲ။သူတို့နောက်ကရက်မိတဲ့ဥပုမှန်ကိုလှည့်ကြည့်ပြီးအံ့ဩမှုတွေထိမ့်ချုပ်ပြီးပုံမှန်မျက်နှာနဲ့အံ့ဩတာပေါ့ဦးလေးဒီလောက်တောင်တူသလားပေါ့တူတာမဟုတ်ဘူးအဲ့ဒါမင်းကိုယ်တိုင်ပဲလေသမီးရဲ့ဟင်မဟုတ်ပါဘူးဦးလေးလူမားနေရပါမှားစရာလားကိုသားသမီးကိုငါကောင်းကောင်းမှတ်မိတယ်မမှတ်မိတာညီကိုမိပါကိုမေ့ထားရတယ်နေအမေဒီဘဝထွက်သွားရဲ့ငါသမီးတယောက်တည်းပေါ့ဒီဖေကစိတ်နေထားသမီးလေးရီးစားမရှာနဲ့နော်လို့ပြောရင်ဖေဖေသဘောလို့ပြန်ပြောခဲ့တယ်မြတ်အခုတော့အဖေကြီးကိုလုံးလုံးပါမေ့ပြလိုက်တာလားဒေါ်ချန်တွေဘလောက်တောင်မဟုတ်ဘူးဆိုပေမဲ့ခေါင်းမာတဲ့ဥပုမှန်ဒေါ်ချန်တွေကသူ့သမီးမှသူ့သမီးအဖြစ်လက်ခံပြီးပေးမပြန်တော့ဒီရွာကနေဘလို့ထွက်မှမသိတော့ဒေါ်ချန်တွေတို့မိသားစုဒီရွာမှာတောင်းတင်နေခဲ့တယ်ရှောက်စားရွာပက်လဲလှည့်ကြည့်ပြီးပြန်လန်းရှာဖွေခဲ့တယ်ဘလို့ပဲသွားဒီရွာဝင်းကျင်မှာပြန်ရောက်နေရမှုနောက်ဆုံးလက်လျှော့လိုက်ရတယ်ချိန်ချာမှရွာရဲ့ညှို့ဝှက်ချက်သိရတယ်ရွာတကားကနေထွက်ချင်တိုင်းထွက်ဝင်ချင်တိုင်းဝင်လို့မရပဲရွာတကားပွင့်ချိန်မှသာဝင်ထွက်နိုင်တာပေါ့ရွာတကားပွင့်ချိန်ရလေတနေ့မှ3ရက်ပဲပွင့်နေဒီပွင့်တဲ့ရက်မှာကိုသွားချင်တဲ့နေရာသွားပြီးအချိန်မီပြန်လာရတယ်ချိန်မမီရင်နောက်တစ်ချိန်တကားပွင့်တဲ့ရက်မှရွာထဲပြန်ဝင်နိုင်မှာချိန်မီပြန်မရောက်လို့မရတဲ့လောကသားတွေမှုအမိရအောင်ပြန်လာများတယ်ဘာလို့လဲဆိုတော့အပြစ်ကြွေးတန်နှစ်ဆအောင်မခံနိုင်လို့ဖြစ်တယ်အချိန်မီမပြန်နိုင်ရင်အပြစ်ကြွေးဆက်ရမယ့်အချိန်မဆက်ဖြစ်ရင်ပြင်ပလောကမှာလေဒီအချိန်အေးဆေးစွာမနေနိုင်သလိုရွာကိုပြန်ရောက်ချိန်မှာတခြားသူတန်းနှစ်ဆပြန်ခံရတယ်ဒီရွာသားကြီးဘာလို့ဒီငရဲခံနေရတာလဲမတူညီတဲ့ကာလတစ်ခုမှာတူညီတဲ့အာကုသို့အတူလုပ်ခဲ့ကြသလိုကုသိုလ်နဲ့အတူတူပြုခဲ့ကြတဲ့သူတွေမို့ခုလိုတစုတဝေးပြန်ခံရတယ်ဆိုရင်ပုံမှန်နေဘာအာကုသို့တွေလုပ်ခဲ့ရလဲတခုသောဘဝမှာဒီရွာသားကြီးအကုန်လုံးကရိုးမဆိုတဲ့ရွာတရွာမှာလူအဖြစ်ရှင်သန်ခဲ့ကြတယ်ဒီရွာသားရဲ့အသက်မွေးကြောင်းလောက်ကငှက်ထောင်ပြီးငှက်ကြော်ရောင်းခြင်းဖြစ်တယ်ရိုးမငှက်ကြော်ကနာမည်ကြီးပဲအဲဒီရွာဖြတ်တန်းသွားတဲ့ခရီးသည်တော်တော်များများရိုးမငှက်ကြော်မဝယ်တဲ့သူမရှိသလောက်ပဲဒီရွာလုံးငှက်ဖမ်းသမားတွေဖြစ်တယ်လို့မျိုးသမီးတွေကငှက်ကြော်ရောင်းတဲ့ဈေးသည်တွေဖြစ်တယ်အရှင်ဖမ်းလာတဲ့ငှက်တွေကိုအိမ်ရောက်တာနဲ့ဇနီးဖြစ်သူအစင်သင့်တဲထားတဲ့ယူနီယိုပွက်စုတဲ့ငှက်အရှင်တွေပြစ်ထည့်ပြီးအမွေးချွတ်ဖို့လုပ်ကြတယ်ဇနီးရောခင်မုန်းတယ်ပါငှက်တွေကိုရင်နှွေးပူတဲ့ထက်မွေးနှုတ်ပြီးအရာသာနေပြီးတဲ့နောက်စီပူအိုးရဲထည့်ကြော်ပြီးနောက်ရမှာကားဂိတ်မြင်းလေးဂိတ်ဒီမှာအယောင်ထွက်ကြတယ်ငှက်အရှင်တွေကိုအားလုံးမကြော်ပြင်းထွက်ပြေးမရအောင်ခြေနဲ့အတောင်တွေကိုချိုးထားတတ်ကြတယ်ဒီပါလုံးစိတ်တူကိုယ်တူလုပ်ခဲ့တဲ့အကုသို့အကျိုးဆက်ဖြစ်တယ်ညအချိန်ခါမှာသူတို့တွင်ငရဲကန်းဖြစ်ရတယ်ဒါပေမဲ့အကုသို့နဲ့အသက်မွေးကြသူတွေဖြစ်ပေမဲ့ဘာသာတရားကိုင်းဆိုင်မှုမှလည်းဒီပါလုံးတရားတရားပြည့်ပြီးကြီးညိုကြတာလိုက်မိဖွယ်ရမရှိအကြောင်းနဲ့ရှိတဲ့ရွာဦးကျောင်းအတွက်လိုအပ်တဲ့စွန့်ကွန်းဝေယဝတ်ဆက်မလင်းဟင်းစေသလိုဥပုသ်တိနာကိုလည်းခါကြီးရဲ့ကြည်အိုင်စောင့်တည်တယ်ရွာဦးဆရာတော်ကအကုသို့မလုပ်ဖို့စိုးဆုံးမှပြီမဲ့တရွာလုံးရဲ့မိယိုးဖလာအလုပ်ဖြစ်တဲ့ငှက်ဖမ်းခြင်းအလုပ်ကနေတခြားအလုပ်ပြောင်းမလုပ်တတ်ကြတာမို့ဆရာတော်ဆုံးမတဲ့ချိန်နားထောင်ရုံပဲနားထောင်နိုင်တယ်ဆရာတော်လည်းတားမရတဲ့အတူတူကုသိုလ်တရားမှာစိတ်ပါလက်ပါရှိနေရလဲအကုသိုလ်ကံပေါ့စီတဲ့တွေးပြီးခါကြီးရဲ့ကြီးတွေမှာ
ကုသိုလ်ပြုပြီးတရင်တင်နာစောက်တည်ဖို့တရွာလုံးမိတ်ပြီးဂရိတောင်းခဲ့တယ်။ဒါကြောင့်ကုသိုလ်တရားကောင်းမှုကြောင့်နေဘက်ကောင်းကောင်းနေထိုင်စားသောက်ခွင့်ရပြီးညဘက်မှာငရဲခံရတယ်။တေးသေးရောက်လာသူတွေအားလုံးကလည်းရိုးမရွာကန်ကုန်လာတဲ့သူတွေပဲ။ဒီတရက်မှာချစ်ပြီးခေါ်လာသူအချို့လည်းဒီရွာမှာတောင့်တင်နေတယ်။စစချင်းတော့ဒီရွာသားတွေလိုမျိုးနေထိုင်ကြမလို့ချိန်ကာလနေ့တစ်ခုကြာလာသလိုဒီရွာရဲ့ထမင်းစားချိန်ကြာလာရင်လူလောကမှာကိုပြုခဲ့တဲ့ကုသိုလ်အကုသိုလ်အလိုက်ခံစားဆန်းစားဖို့ရွာစည်းရသတ်မှတ်ခြင်းခံရပြီးဒီရွာသားစစ်စစ်ဖြစ်နေထိုင်ရတယ်။ဒီအချိန်မှာကိုနဲ့သက်ဆိုင်တဲ့ဗိမာန်တစ်ပင်ပေါက်လာပြီးနေထိုင်စရာအစာအုပ်ကိုပိုင်ဆိုင်ရသလိုလူဘဝလုပ်ခဲ့တဲ့အကုသိုလ်အကျိုးဆက်တိုင်းညအခါမှာငရဲခံရတယ်။ဒါရီကိုသိတဲ့ဒေါကြတွေကဒီရွာထွက်သွားခွင့်ရဖို့အမျိုးမျိုးကြံထုတ်နေရဆိုရင်မမအောင်။ဒါကြောင့်သူ့လူမျိုးရောက်လာတဲ့မင်းညိုဖွင့်ရပြီးကုညီတောင်းခြင်းဖြစ်တယ်။မင်းညိုကစင်းရဲနှုံချတဲ့သူ့ဘဝကိုစိတ်ပြက်လွန်စွာအရှုံးပေးထွက်ခွာဖို့လုပ်ချိန်ဒီရွာသားတယောက်ကတွေ့ပြီးကဲတင်ပြီးဒီရွာကိုခေါ်လာတာ။ရွာလူကြီးကလွင်စင်းရဲချမ်းသာကင်းပြီးအားလုံးတပြေးညီတူညီတဲ့ခွင့်ရင်းနဲ့နေထိုင်ခွင့်ရတာကိုမင်းညိုသဘောကျတယ်။ဒါကြောင့်သူ့ကိုယ်သူဒီရွာသားဖြစ်ခံယူပြီးဒီမှာပဲနေဖို့ဆုံးဖြတ်ထားတယ်။ဒါကိုသိတဲ့ဒေါကြတွေကမင်းညိုရဲ့အတွေးတွေကိုမလုပ်ဖြစ်အောင်တတိပေးတားမြစ်နေခြင်းပဲ။ငရဲခံဒုက္ခတွေကိုမခံစားဘူးသေးပဲမယူရဲမဆန်မှုစေတနာနဲ့တားမြစ်နေတယ်လို့တူလိုက်လာအောင်စီးရုံနေရဆိုရင်မမအောင်ရှင်မောင်နဲ့ပေစီတို့မနဲ့နိုးတော့လာပို့ထားတဲ့မနဲ့စာစားပြီးညအကြောင်းကိုစီထိုင်တွေးနေတယ်ရှင်မောင်ကငါတို့ညသိရတဲ့အတိုင်းဆိုဒီအတော်ကြီးကိုယ်တိုင်လည်းမနေခြင်းလို့သူ့သမီးအငယ်လေးအိမ်မက်တွေမှတ်နေတာပေါ့ဒါကြောင့်တို့ဒီကိုရောက်လာတာခက်တာဟိုကောင်ကဒီမှာနေဖို့တွေးနေရတော့အဲဒီကောင်ယူနေသလားပဲငရဲခံရတာလေအတိပဲမနေလာဘူးဒီကောင်ပုံစံကတော့မဟုတ်ဘူးရွာတကားပွင့်ချိန်တော့တည်သေးတာဘာလို့ဒီရွာသားလှုပ်ချင်လဲတွေးမရဘူးမင်းပြောလို့ယူနေတာဖြစ်မှာပေါ့အေးငါလည်းဒီလိုပဲထင်တယ်ဘာထင်နေကြလဲသူတို့ပြောနေတဲ့အချိန်တဲ့ဆောင်မို့တက်လာတဲ့မင်းညိုကြောင့်နှစ်ယောက်သားဥရုအနံဖြစ်ကုန်တယ်မင်းညိုကသူတို့နှစ်ယောက်မျက်နှာသေချာကြည့်ပြီးကျုပ်ကြောင့်အတင်းပြောနေကြလားဟုတ်တယ်ဟာခမရအလုပ်သွားဝိုင်းမလုပ်ဘူးလားဒီနေ့ကျုပ်နားရက်လေဒါကြောင့်ခမရတို့စီအပြင်းပြေထွက်လာတာနားရက်ရလားရတယ်လေလူတိုင်းသူ့နားရက်နဲ့သူပဲနေတိုင်းလုံးမလို့ရအောင်မိုက်တယ်ပေစီရှင်မောင်သဘောကျစွာပြောလာတယ်ကျုပ်မလာခင်ခမရတို့ဘာကြီးပြောနေရလဲဒီရွာနေပြန်ဖို့ဘယ်ကနေပြန်ရမှမသိလို့ခမရတို့ပြန်တော့မလို့လားမပြန်သေးပါဘူးဒါပေမဲ့ကျုပ်ပြောလို့ပြောတာမဟုတ်ဘူးဒီရွာဘာရွာလေးဗျတခြားရွာတွေနဲ့မတူဘူးနော်ကျုပ်တို့ရွာကိုပက်ကြည့်တာရွာနေတခြားကိုသွားလို့ရတဲ့လမ်းတလမ်းမှမတွေ့ဘူးရွာရင်းနဲ့ဟိုတော့ထဲပဲရောက်လာတယ်တခြားထွက်เสียထွက်ပေါက်မရှိဘူးဒီတော့အိမ်ပြန်ချင်းဘလို့ပြန်ရမှာပေစီကရွာအကြောင်းမသိကြအောင်စောင့်ပြီးမင်းညိုစကားအိတ်တယ်မင်းညိုကတေးပြီးသားပုံစံမျိုးနဲ့ပေစီနဲ့ရှင်းမအောင်ကြည့်ပြီးဒီရွာရိုးရိုးရွာမှာမဟုတ်တာခမရတို့ကဧည့်သည်တွေဆိုတော့ပြန်ချင်းပူစရာမရှိဘူးပြန်ချင်းတဲ့နေ့ရွာလူကြီးကိုပြောရုံပဲသူ့အချိန်မဟုတ်လေရွာလူကြီးကရွာတကားဖွင့်ပေးလို့ရတယ်ခမရတို့ပြန်ချင်းပေါ့ဒီစမ်းမခမရတို့ကဒီရွာမှာမိတ်ဆွေမရှိဘာမရှိနေဘာကိစ္စအကြာကြီးနေနေတာတော့မင်းညိုမေးတော့ရှင်မောင်နဲ့ပေစီမျက်လုံးချင်းစကားပြောတယ်ရှင်မောင်ဟက်ခနဲရှိပြီးခမရမေးရင်မေးစရာပဲရှောက်လာတော့မထင်မှတ်ပဲရှောက်လာတာခုလေးမထင်မှတ်ပဲကြားနေရဲဆိုပါတော့ကျုပ်တို့စိတ်ထဲဒီရွာဘေးလေးတွေနဲ့ပြည့်နေသလားလို့စိတ်ဝင်စားပြီးအချိန်ကြာသွားနေဆိုပါတော့ဒီမှာကိုလို့ဒီစကားကျုပ်ကိုပဲပြောတခြားဘသူမှမပြောမိစေနဲ့ပြောမိရင်ခမရတို့ဒီဘာသားဘဝရှာတတ်ပံခံယူရလိမ့်မယ်ခံယူလောက်စရာအကုသိုလ်ဟာရှိအောင်မဟုတ်တင်းခံယူခိုင်းနိုင်ယူလို့မှမရတာဒီစကားကိုပေစီကပြောခြင်းဖြစ်တယ်မင်းညိုပေစီကိုကြည့်ပြီးခမရတို့သိနေပြီမို့လားမင်းညိုရှင်မောင်နဲ့ပေစီကိုခက်စိမ့်စိမ့်ကြည့်ပြီးတော့မေးတော့ရှင်မောင်နဲ့ပေစီနဲ့မင်းညိုတံပြန်စိုက်ကြည့်ပြီးတခုမှပြန်မပြေဘူးဒီအချိန်ရဲ့ငြိမ်သက်မှုကလေးပြေတစ်ချက်တာဝင်ရောက်နှောက်ယှက်ခြင်းကင်းမဲ့စွာတိတ်ဆိတ်နေတယ်နေထားအေးဆက်ခြင်းဥတည်နေတယ်မင်းညိုမျက်လုံးကစူးရှပြီးစိမ့်တောက်နေတယ်ရှင်မောင်နဲ့ပေစီဒီမတင်အနေထားနဲ့မင်းညိုတံပြန်စိုက်ကြည့်တယ်ပထမဆုံးလှုပ်ရှားသက်ဝင်သူကမင်းညိုခင်ဗျားတို့သိနေကြပြီမို့လားမင်းညိုအမေကိုရှင်မောင်နဲ့ပေစီဘာမှတုံ့ပြန်မှုမရှိတော့ပါလေတိတ်ကြောက်သွားလားလောင်တန်ပါတဲ့အတန်နဲ့မင်းညိုကပြောတော့ငါတို့ဘုံကကြောက်နေရပုံလားပေစီပမာမခန့်ပြောတယ်မင်းညိုပေစီရဲ့လေးတန်းကြောင့်မျက်နှာတင်းကနေဖြစ်ပြီးဟာခင်ဗျားအလားကြီးပါလားခင်ဗျားတို့ဒီကိုအเจ้าမေ့ရောက်လာတာမဟုတ်ဘူးထင်တယ်ကျုပ်ပြောတာမမှားပါဘူးနော်မင်းကဘာကိစ္စလာစစ်မေးနေရလဲငါတို့ဘာကြောင့်ရောက်ရောက်မင်းဘူးလားဟဲ့ကောင်ပေစီရဲ့ခက်တင်းနဲ့ဖြေတန်းကြောင့်ရ
ရှင်မောင်ပြဿနာတက်မှာဆိုလို့ဝင်ဟန့်နေမင်းညိုမခိုးမခန့်အမှုရာနဲ့ဟက်ခနဲ့တစ်ချက်ရေးပြီးကျုပ်ဒီကိစ္စကိုဖော်ကောင်လုပ်လိုက်ခင်ဗျားတို့ဘာဖြစ်သွားမယ်ထင်လဲပေစီမျက်လုံးတွေအေးဆက်ပြီးမှေးဆင်းသွားတယ်မင်းညိုတေချာစိုက်ကြည့်ပြီးဖော်လီဘာပုံမှတက်ပြီးတော့ဖော်မလဲငါတို့ဘာလုပ်ပါလဲဆိုပြီးတော့ဆွဆွဲတက်တည်ပြမလဲပေစီရဲ့လေတန်တဲ့အမှုရာကြောင့်မင်းညိုနည်းနည်းဟန့်တယ်လို့ဖြစ်ပြီးကိုရှိန်တက်သွားတယ်တက်တည်ပြစရာမလိုခင်ဗျားတို့အเจ้าမေရောက်လာတာမဟုတ်မှသိကြတယ်အเจ้าပြစရာမရှိလို့စောင့်ကြည့်နေတာသဘောပေါက်စောင့်ကြည့်တော့ဘာတွေသိရလဲမသိရလို့ပေါ့သိလို့ကတော့ဒီအတိုင်းနေရမယ်ထင်လားမနေရတော့ဘာလုပ်ချင်လဲသူများဟာကွက်ဖမ်းမှုစူးစမ်းမနေနဲ့ကိုပဲဟာကွက်မရှိအောင်နေရွာသားဖြစ်ချင်နေရမလားအားနေချက်ကမိကင်းဖို့လိုတာငါတို့ကကိုယ့်ရက်ကိုပြန်သွားရင်မင်းတို့တွေဘာမှလုပ်မရအောင်ပြန်ခေါ်ခြင်းတော့ကို့နေမိမှမို့လို့ကိုကပြန်လိုက်မှဖြစ်တာသဘောပေါက်ကိုကဝတ်ပါလို့နေချင်းနေရမတောင်းငါတို့ဘာအကုသို့ယူပြီးကြောက်တွန်းခြင်းမနေနဲ့ကံကသူ့ကံနဲ့သူဆိုတာမင်းတို့နေရတဲ့အိမ်တွေနဲ့လက်တွေတိနေရမို့လားလူအဖြစ်ပဲရှိသေးလို့သားပဲဒီရွာသားစစ်သားဆိုရင်ဘလို့နေမလဲမသိဘူးမင်းစကားဘာလဲဟဲ့ကောင်လူအဖြစ်ပဲဆိုဘာလဲမင်းသိနေရမို့လားလေးစမ်းမအောင်ငါသိနေလားဆိုတာမင်းကခဏခဏမေးနေရဘာလို့သိရလဲတဲပြောပေစီနဲ့မင်းညိုတရားရခွန်အားကြမခံပြောနေတော့ရှင်မဟိုကြည့်ဒီကြည့်ဖြစ်နေတယ်ပေစီအမေကြောင့်မင်းညိုဘာမှထပ်မပြောတော့ပြောရင်လေသူ့ဖော်သလိုဖြစ်မယ်ပေစီကဘာစကားမှလွန်ထားတာမရှိဘူးအေးပါခမရတို့ရိုးသားရင်ပေးတာပဲကြံစီရှိရင်လည်းမကြောက်ဘူးပေါ်မှာပဲငါအကြံစီပေါ်မပေါ်စိတ်မပူနဲ့မင်းသာမပေါ်အောင်ကြည့်ဦးဆိုင်မင်းညိုပေစီမျက်နှာကိုတေးပေဖော်သလိုစိုက်ကြည့်တယ်ပေစီပုံစံတကယ်ကိုပမာမခန့်ဒီကောင်ဘာတွေသိနေလဲတွေ့ရမင်းညိုကောင်းနဲ့အချက်ပေးတာညံနေတော့တယ်ခမရဘာပြောချင်တာလဲနားမလဲကျုပ်ကပြင်းလို့လာတာစကားပြောရတာအဆင်မပြေတော့ပြန်လာပဲကောင်းတယ်ပြောပြီးထန်ရထားပြီးမင်းညိုပြန်သွားတယ်ရှင်မောင်ပေစီကိုကြည့်ပြီးပေစီဟာမင်းလည်းစိတ်ရှိတယ်လို့ပြောချတာပဲဒီနေရာပုံမှန်နေရာမဟုတ်ဘူးစိတ်ကိုထိမ့်ဆက်မှာစိတ်ထိမ့်ထားလို့ဒီလောက်ပဲပြောတာလွတ်ချပြီးအကုန်ဖွင့်ချပြစ်ချင်တာလူသားဖြစ်ပြီးလူစိတ်မရှိတဲ့ကောင်တညလောက်အစံပေးခံကြည့်စေခြင်းနဲ့ဒီလိုမျိုးဘဝပြောင်းကျင်နေမလားလို့သူလဲသူ့เจ้าနဲ့သူပေါ့ကဲမရတဲ့သူဘာလို့စိတ်ပင်မခံမလဲသူဟိုသားမျိုးကဲထုတ်တဲ့နေ့ငါတို့ဘာလိုက်ထွက်နိုင်ဖို့လိုတယ်အေးအဲ့ဒီချိန်ဘယ်တော့လဲတိမှဖြစ်မယ်ဘယ်လိုလုပ်မှမသိဘူးအေးကွာနှစ်ယောက်သားပြောရင်စိတ်ပြတ်သွားရင်အာရော့သွားတယ်ဒါပေမဲ့ရှင်မောင်မျက်နှာအကြံရဟန်နဲ့ချက်ခနဲလင်းခနဲဖြစ်ပြီးပြုံးသွားတယ်ငါတို့ရွာတကားဖွင့်ချိန်ရွာလူကြီးကိုမေးကြည့်ရောဘယ်လိုပြောပြီးတော့မေးမှလဲရွာတကားဘယ်ချိန်ဖွင့်မလဲမေးမှာပေါ့ပြန်မလို့လားမင်းဘာပြောမလဲပေစီမေကိုရှင်မောင်အမ်းပြီးကြည့်တော့ပေစီမျက်ခုံးပေါ်ပင့်ပြီးမေးဆက်ပြီးဘယ်လိုလဲမေးတယ်ပြောလေတကယ်ဟိုသားမိတွေပါခေါ်ပြီးတော့ထွက်ရမှာရွာတကားဖွင့်ချိန်မပြန်မဲမေးတော့ဟိုကဘယ်လိုထင်မလဲတို့တန်တရားမဝင်တော့တခုခုတွေးမှာဒီလောက်လွေးနေမင်းပြောကြတာမလို့ငါလှုပ်ပြီးနေပြီရှင်မောင်အေးငါမတွေးလိုက်မိဘူးတွေးမနေနဲ့ဟိုသားမိနဲ့ငါတို့ချိတ်ဆက်မိဖို့လိုတယ်အရှင်တော့ဟိုကောင်စီးအောင်မလားလို့စိတ်ကူးမိတယ်ဒါပေမဲ့စိတ်မချလို့ငါမလှုပ်ရှားတာဒီကသူ့လူကိုပဲသားလိုမျိုးနှစ်ဖက်ချုံဆိုရင်တွားကုန်ပါထက်တာဒီသားမိဘလို့ကရမလဲသူတို့ကအပြင်ကိုထွက်တယ်မရှိဘူးရင်းချက်ဆောင်နေသူတို့နေတဲ့နေအိမ်မှာပဲနေတာညနေပါလေးထွက်ရင်လည်းတမျိုးစိတ်ရှိစမ်းမှာနင်းနဲ့ပေါ်လာမှာပါငါတို့စိတ်ရှိဖို့လိုတယ်စိတ်ရှိဖို့ပေစီရရှင်မောင်ပြန်နာချနေလို့ရှင်မောင်ပေစီမမြင်ခိုးပြုံးမိတယ်မိမိတော့ကြနေဖះဝှက်ပြဖို့လုပ်တဲ့ချိန်သမီးကြာစီကိုခုံလို့လှည့်ကြည့်တယ်ဘာလဲသမီးသူတို့မရှိတော့ဖះဝှက်ပြမလို့ဖះဝှက်ပြတာကိုရွာသားတွေကမကြိုက်ဘူးဒါကြောင့်ဝှက်ပြတာကိုခိုးပြီးတော့လုပ်ရတယ်သူတို့ထက်ကန်အစ်စ်မြင်ဒီဝါးနေထွက်သွားမှမလိုလားတာလည်းပါမယ်သမီးတို့ရွာကိုရောက်နေတဲ့ဧည့်သည်နေရာကိုကိုကြီးတောင်းကြည့်မလားလို့ဘာလို့လဲမင်းညိုလှုပ်ပေးနေအောင်ကိုမင်းညိုကဒီမှာနေချင်တဲ့သူလေစိတ်ပြောင်းသွားရင်ဘာမှလုပ်မရတော့ဘူးအဲ့ဒီလူတွေကဘယ်မှမသိဘူးမသိတဲ့သူတွေဘယ်လိုစကားစမလဲသူတို့ကတနေ့ဒီကနေတေချာဖို့ပြန်ကြမှာဒီမှာသူတို့မနေဘူးသမီးတို့အဖြစ်ကိုအကျိုးချောင်းပြောအကူကြီးတောင်းရင်ရောတောင်းတာရတယ်ဒါပေမဲ့အပြင်ပြန်ထွက်မဲ့လူတွေနဲ့စကားပြောတာသူတို့မကြိုက်ဘူးလေသိတယ်လေသူတို့မရှိရဲ့ချိန်အဲဆောင်သမီးတို့သွားရင်ရောဖြစ်ပါမလားအိပ်ပျော်နေမှာပဲအိတ်နေရင်လည်းနှိုးအောင်နှိုးရမှာပေါ့ညီမလေးကိုတတိယတို့သမီးယူတော့မယ်မင်းညိုကဘယ်လိုလုပ်မလဲသူ့အမေတို့ကအကူကြီးတောင်းထားတာသူနေတဲ့သမီးတို့စီနာနေရမှာမဟုတ်တာကိစ္စထူးမှလာမှာရွာတကားဖွင့်ကန်ဒီလောက်မှလာမယ်ထင်တာပဲဒီညသမီးတို့ထွက်ကြည့်အောင်သမီးစကားကြောင့်ဒေါကြနွယ်တွေးဝေးသွားတယ်အမေဖះဝှက်ပြူမယ်ဝှက်ပြူပြီးရင်သွားရအောင်သမီးရောဝှက်မပြူလားကြာစီရိုးနဲ့အမေဖြစ်သူဘေးမှာထိုင်ပြီးတ
တတော်ထင်ရှားမြတ်ဗုဒ္ဓကိုအာယုံပြုတ်ရီမှန်းပြီးလက်ဆယ်ပြားထိတ်မှမူပြီးဗုဒ္ဓဂုဏ်တော်ရှုဖက်ပူဇော်တယ်။တာမီညာဝတ်ပြုတ်ပြီးတဲ့နောက်အိမ်ပြင်ဘက်အခြေအနေချောင်းကြည့်တယ်။မောင်တူတဲ့တိတ်ဆိတ်နေတဲ့ညအိမ်ကြီးအပြည့်ပဲညဝေယုံနဲ့တာမီညာတိတ်ဆိတ်တိုးဝင်ပြီးတန်လုံလုံနဲ့ခြေဆက်ခဲ့ကြတယ်။မိမိတို့တို့သမီးမိမိတို့တော်ရဲမသွားရတဲ့သူတွေကြားသွားလိမ့်မယ်။သူတို့စိတ်ကဘာမှမသိတော့အန်ဒီရဲ့များတယ်။သူတို့အိတ်ဆောင်စီဥတီနာကြတယ်။ဧည့်သည်တော်တို့လေတန်ခန့်အုပ်လှုပ်ပြီးခေါ်တယ်။ထဲမှာအိတ်ဆက်နေရင်ရှင်မောင်နဲ့ပေးစီခေါ်တန်ချက်ချင်းမကြအမေသမီးတို့ခေါ်တာကြားပါမလားညစာရဲ့အိတ်ဆေးခတ်ထားရင်လို့သမီးကြားထားတာခေါ်ကြည့်ဖို့ကွယ်ကြားရင်အမျက်ပေါ့ဧည့်သည်တော်တို့ညီးတယ်လို့ဝေးတယ်လို့အတန်တွေကြောင့်ရှင်မောင်မျက်လုံးပွင့်လာတယ်အလုံးစုံနူးတာတော့မဟုတ်စိတ်ကိုအာယုံနဲ့ကပ်မိအောင်ကြိုးစားနေစေဧည့်သည်တော်တို့ဒီတစ်ခါတော့ပြပြတတ်တာကြားလိုက်ရတယ်တေချာပေါအိတ်ဆောင်ရှိရနီခေါ်နေရဲ့တန်ရှင်မောင်ထက်ပြီးတေချာနားဆွေးမိတယ်တေချာသွားပြီအိတ်ဆောင်ရှိရနီတေချာပေါခေါ်နေတာပေစီကိုကြည့်တော့အိပ်ပျော်နေတယ်ပေစီလက်နဲ့ပုတ်ပြီးနိုးတယ်ပေစီမျက်လုံးမဖွင့်ခြင်းရှင်မောင်ကြည့်ပြီးဘာလဲကွာအိတ်မနေနဲ့အိတ်ဆောင်ရှိမှလာခေါ်နေတယ်ဘသူလဲမသိဘူးဒီအချိန်ဘသူကလဲမသိဘူးလေထကြည့်မှသိမယ်ဧည့်သည်တော်တို့အမေကပြန်ရအောင်အိတ်ဆေးကြောင့်နိုးမှမဟုတ်ဘူးကြားလားအေးပေစီရင်မောင်ခေါင်းချင်းပြပြီးနေရထားတယ်ခက်မြန်အိတ်ဆောင်ရှိထွက်လာတော့အမောင်ထဲမှာသူတို့ကြောခိုင်းပြီးသွားနေတဲ့တာမီနီယာကိုတွေ့ရတယ်ပုံတရံရသူတို့တွေ့ကျင်တဲ့သူတွေမှချက်ချင်းသိနိုင်တယ်။သမီးခုတလောဖះရှိခိုးသေးလား။ကျန်းရည်တင်လင်းနေတဲ့ဒေါ်ကြတွေအင်းရှိခုပြမှာထိုင်နေတဲ့ဥပုမှန်ကိုကြည့်ပြီးဘာလို့လဲဦးလေးဥပုမှန်မျက်နှာသဘောမကျဟန်ပြောင်းသွားတယ်။သူမေးတာကိုမေ့ပြီးသမီးကိုမိဘကိုဖေဖြစ်ခေါ်ဖို့သိဝင်လင်းနေလား။ဖေနောက်ပြောတာဖေပဲဒီနေ့ဒီဦးလေးပဲခေါ်နေတာဖေသဘောမတွေ့တော့။ကျုပ်ကဦးလေးသမီးမဟုတ်ဘူးဆိုတာပြောပြတာလေ။ချိန်မောင်းမနေဦးထင်တယ်ကျုပ်ဦးလေးပဲခေါ်ပါရစေဦးလေးလိုချာဒီမှာနေနေတာပဲကြည်နဲ့ပေါ့ခေါင်းမချက်ကလည်းအရင်အတိုင်းပဲဒါနဲ့ခုနဘာပြောနေပါလဲဩညီဖះရှိခိုးတာတွေခိုးလုံနေလားဘာလို့မေးရလဲငါတို့တွေနေရပူလောင်တယ်လို့ခံစားရလို့ဒီရွာရဲ့ဖះကုံတော့ခိုးပူစော်တဲ့သူရှိနေတယ်မေးချင်နေတာဦးလေးတို့ကကောင်းတာတွေလည်းလုပ်နေပါရဲ့နဲ့ဖះတရားလုပ်ရင်သဘောမကျဘူးဘာလို့လဲပြောပြပေးပါဦးဖះစာရွတ်တန်ကြောင့်နေတဲ့နေရာမှာအေးချမ်းမှာလေခုကပူလောင်နေဆိုတော့တမျိုးကြီးများလာလို့ဒီစကားကြောင့်ဥပုမဲ့မျက်လုံးတွေအရှောင်တောက်လာတယ်ဒေါ်ကြတွေပြောဆိုသဘောမကျရင်အထင်းသားသမီးကိုသမီးဆိုတဲ့အတိနဲ့တော်တော်များများရှော့ပေါ့ပေးထားတာညီကငါတို့လိုဘုံသားမဟုတ်မှသိတယ်ညီကိုသူကံကြောင့်ဒီဘဝကနေလွတ်မြောက်သွားမှငါသိတယ်ငါတို့ဘုံသားတွေဘဝကိုသိနေရက်နဲ့ဒီမေကုံမေးတာတော့ငါတဲ့သဘောမတွေ့ချင်ဘူးကျုပ်ဦးလေးသမီးမဟုတ်မှသိရက်နဲ့ဘာလို့ဦးလေးသမီးတို့အတင်းပြောနေရလဲညီကငါသမီးကလူဖြစ်ဝင်စားထားတဲ့သူလေညီမျိုးငါပြန်ရှာမတွေ့ပေမဲ့ညီကိုငါပြန်ရှာတွေ့လို့ခေါ်လာတာညီသားစု3ယောက်မှာငါတယောက်ပဲကြံ့နေခဲ့တာညီတွေးကြည့်စမ်းဒါဆိုလေဦးလေးလည်းသူတို့လိုမြင်မြင်ကျွတ်လွန်လုပ်ပါလားကျုပ်တို့ဘာလို့ဒီဘဝလေးဆွဲခေါ်တာလဲကျုပ်ဦးလေးသမီးမဟုတ်ဘူးလောကကြီးမှာရုပ်ရည်စင်တူသူတွေတယောက်မကရှိတယ်ဦးလေးရုပ်တူတဲ့ဦးလေးသမီးတို့ထင်ရင်မှားမှာပေါ့ငါကဒီဘဝမှာပျော်တယ်လေဘာလို့ဒီဘဝနဲ့လွတ်ဖို့ကြိုးစားမှာလဲအားလုံးပြီးပြည့်စုံနေတဲ့ဒီဘဝကြီးကနေထွက်သွားခြင်းရအောင်ငါကလူမိုက်လားဟင်ဒေါ်ကြတွေအံ့ဩမယုံနိုင်စွာဥပုမှန်ကိုကြည့်တယ်ဦးလေးကဒီဘဝရဲ့နိဗ္ဗာန်ရတာကိုမမောနေတာ哦ဒီဘဝရဲ့ငရဲအရတာကိုမကြောက်ရွံ့ဘူးလားဥပုမှန်မျက်လုံးတွေမှေးစင်းပြီးဒေါ်ကြတွေကိုစိုက်ကြည့်ရင်ညီကဒီဘဝကိုတော်သိထားပုံရတယ်ပြောစမ်းညီမြင်ထားပြီးပြီမို့လားပြောရင်ဒေါ်ကြတွေနားကပ်ပြီးမျက်နှာကိုအနီးကပ်ကြည့်ပြီးပြောတယ်သက်ရှူထွန်းလိုက်တဲ့လေကဒေါ်ကြတွေမျက်နှာကိုတိုးဝေသွားတယ်ကြာစီကိုဟင်းချက်ဆောင်ကနေပြန်လာပြီးအိမ်မော်တက်ဖို့အလုပ်မေဖြစ်သူအနေထားကိုမြင်ပြီးမတက်သေးပဲတကားကွယ်ရကြည့်တယ်ကြောင်လုံးတို့သူ့လက်တွေဆက်ဆက်တုံနေရသတိထားမိပေမဲ့ဘလို့မှငြိမ်အောင်မစွမ်းနိုင်ဒေါ်ကြတွေကသူ့ကိုကြောက်စရာကောင်းစွာကြည့်ပြီးမေးတဲ့ဥပုမောင်ကိုထိတ်နှံ့စွာပြန်ကြည့်ပြီးကျုပ်ကဘာလို့မြင်ရမှာလဲဦးလေးမင်းစကားထဲမှာပါတဲ့ငရဲကိုလေကျုပ်မြင်တယ်လို့ဦးလေးကဘာနဲ့တက်တည်ယူပြီးပြောတာလဲကျုပ်ကအကောင်းရှိရင်အစိုးရှိမြင်မှုနေပန်ရှိရင်လေငရဲလေးတေချာဖို့ရှင်တွဲနေမှာကိုပြောတာဦးလေးကဘယ်ငရဲကိုပြောချင်တာလဲဥပုမှန်မျက်လုံးတွေကတရားခံဟာခွက်ကိုကြည့်နေတယ်လို့မျိုးစူးရှနေပြီးဒေါ်ကြတွေကိုတေချာခဲခက်ကြည့်ပြီးညီအမှန်ပြောနေရလားကျုပ်မမှန်တာပြောလို့ဘာအကျိုးရှိမှလဲဦးလေးရဲ့ဦးလေးကိုဒီမှာထက်ပိုကောင်းတဲ့ဘဝရစေချင်တာဒီနေရာဘာမှကျုပ်တေချာမသိပါဘူးဒါပေမဲ့ဖះတရားလောက်တာမကြိုက်တာကိုကြည့်ပြီး
ကျုပ်ဒီနေရာမှာနေမပြောတာအမှန်ပဲဒါဆိုညီတို့ဖះရှိခိုးတာအမှန်ပေါ့ပြောမိလို့လားအဲ့လိုခုပဲပြောလိုက်တာလေဖះကြီးညိုခွင့်မရလို့သဘောမကျဘူးလို့ပဲပြောတာလေဒါဆိုဘသူဒါကိုလုံနေပါလေငါတို့ရွာသားတွေနေရအဆင်မပြေတော့ကြပြီထူးသဖြင့်ညီတို့သားမီရောက်လာရဆိုပို့မှတ်မယ်ဒါကိုသတိထားမိရဲ့ငါရွာသားတွေငါ့ကိုလာပြောနေကြတယောက်နှစ်ယောက်မကတော့အိုးဆုခွက်ဆိုလည်းမစားမိပါဘူးတော့ဒီစကားပြောပြီးဒေါ်ကြံတွေနေရာထပြီးအိမ်ပေါ်ကဆင်းဖို့ပြင်တော့တကားကွယ်မှာရက်နေတဲ့သမီးကိုမြင်တဲ့ချိန်သမီးပြန်လာပြီလားလှုပ်တွေပြီးပြီလားပြီးပြီမေအေးဝိုးတွေလှမ်းထားတော့ရုံမလို့ဝိုင်းကူအောင်ဒီစကားပြောပြီးသမီးကိုပါခေါ်ထုတ်သွားတယ်ဥပုမှန်ရဲ့စကားကိုဝန်ခံခြင်းမပြုစကားကိုဝေးဝိုင်းပြောပြီးဖြည့်ရှင်းသွားတယ်ဝန်ခံတာလားညင်းဆိုတာလားမသေးခွဲတဲ့အဖြေစကားနားထောင်ပြီးကိုလိုရဖြေပဲဆွဲယူရမယ့်အနေအထားဥပုမှန်လည်းလက်စုပ်လက်ကင်မဟုတ်တဲ့အနေအထားမှုဆွဆွဲဖို့ရမတက်တာဥပုမှန်စကားတွေနားထောင်ပြီးရှင်ထိတ်နေတဲ့ကြာစီရိုးကမမေဒီဖိုးကြီးအမှန်သိသွားရင်သမီးတို့ဒုက္ခရောက်မယ်နော်မသိပါဘူးသူတို့ငရဲခံမှုပြက်ကွက်လို့မှမရတာငါတို့လောက်တာဘလို့သိနိုင်မှာလဲသိနေရလို့ရှိရလေမေမင်းညိုပြောတာလားမဖြစ်နိုင်ပါဘူးဆိုရင်မျက်နှာပေးနဲ့သမီးဖြစ်သူစကားကိုမိကုန်းထုတ်တယ်ကြာစီရိုးကခေါင်းငိမ့်ပြီးသူကဒီရွာသားဖြစ်ချင်နေတာသူစိတ်ကသမီးတို့နဲ့စန့်ကျင်ဘက်မှာတတိထားပူကောင်းနေသမီးသဘောပြောရရင်ဒီရွာနေမသွားချင်ဘူးလို့သူ့ပြန်ပြောစေချင်တာဘာလို့လဲဟဲ့အဲ့လိုသွားပြောရင်ဘလို့ပြန်မလဲဟိုလူတွေရှိရလေဘာပဲပြောပြောဒီလူတွေကဒီမှာနေဖို့အစီအစဉ်မရှိတော့သူတို့ကိုကြီးတောင်းတာပို့ပြီးတော့မှန်မလားလို့ဩစကားတော့မပြောပြသေးတဲ့သူတွေကိုဘာလို့ယုံစားမလို့လဲမင်းညိုကသိတာကြပြီသူစိတ်ဓာတ်ဘလို့ဆိုတာမသိရလည်းမဟုတ်ဘူးမမေတတိဆိုတာပို့ရဲမရှိဘူးမျက်လုံးမိတ်ပြီးယုံတာထက်တတိနဲ့လူတိုင်းကိုဆက်ဆံတာအမှားမရှိဘူးမမေအေးပါအေးမိထက်တနာကြီးတဲ့သမီးဒါဆိုကိုမင်းညိုပြန်လာရင်ဒီမှာပဲနေကျင်တော့တဲ့အကြောင်းပြောလိုက်မေအေးပြောထားလိုက်မေကြာစီရိုးကမင်းညိုကကူညီမယ်ပြောထားပြီမေဒီရွာသားဖြစ်ခြင်းရဲ့မင်းညိုစိတ်နစ်ပြီးမယုံရဲဘူးသူတို့တွေဒီရွာထွက်သွားခြင်းတော့တခြားသူတွေသိမှကြောက်တယ်ဒီရွာသားတွေကသူတို့ရွာကိုလာတာလက်ခံပေမဲ့ပြန်ထွက်မှမကြိုက်ဘူးသူတို့ကြောင့်လူတွေအတင်းပြောတာသဘောမကျသူတွေဖြစ်တယ်ဟိုသားမိဝိတ်တွေသိနေတာဒီလောက်ကြလားသားမိနှစ်ယောက်စကားပြောရင်အိမ်ဘက်လှည့်ကြည့်ပြီးလာပြီဦးလေးဝိတ်တွေများနေလို့အမေဒီဖိုးကြီးအခုတနော်သမီးတို့စောင့်ကြည့်နေသလားနော်ဘာလို့လဲသမီးအမေသတိမထားမိဘူးလားခုလဲနည်းနည်းကြာနေလှမ်းခေါ်နေတာသမီးတို့သားမိအိမ်ပေါ်မှာနေရင်လေအမြဲမလန်းမကမ်းမှရှိနေတယ်နေခင်းနေနဲ့မအိပ်တယ်လို့ရွာထဲတော့မသွားတော့တော်တယ်လေတစ်မရှာကြပြီအေးဟုတ်ပါနော်ခုတနော်တော်တယ်မဝင်တာကြပြီသားမိနီယာဝိတ်တွေပိုက်ပြီးအိမ်မောတက်လာပြီးအေချီကန်းကျင်မှထိုင်ပြီးတော့ဝိတ်တွေကိုလက်နဲ့ဖိဆက်ပြီးခောက်ကြတယ်ဥပုမှန်သူတို့နဲ့မလန်းမကမ်းမှထိုင်ပြီးသူတို့စကားကိုနားဆွင့်နေတယ်ဒေါ်ကြံတွေကြာစီရိုးမျက်စပြည့်စကားပြောပြီးဥပုမှန်ကိုလှမ်းကြည့်ပြီးတော့ဦးလေးခုတလောတော့မဝင်ဘူးနော်အေးဘာလို့မေးရအောင်အမြဲသွားနေရမသွားလို့မေးကြည့်တာပါဟုတ်လို့လားဟုတ်ပါတယ်ဦးလေးရဲ့ဘာလို့လဲငါရှိနေရသဘောမကျလို့လားလို့မဟုတ်ပါဘူးဦးလေးရဲ့ကိုယ့်အိမ်ကိုနေတာပဲသဘောမကျစရာလားဒါဆိုကောင်းတာပေါ့ညီတို့ရွာတကားဖွင့်မဲ့နေသိကျင်နေရဲဆိုဟင်မပြောမိပါဘူးဘာလို့လဲဦးလေးသားမီးနှစ်ယောက်တယောက်ကိုတယောက်အသေးပေပါပါကြည့်မိတယ်ငါကြားတာပြောတာရွာတကားဘယ်နေ့ဖွင့်မလဲသိကျင်နေတယ်တဲ့နင်တို့ပြန်ဖို့မစင်းစားနဲ့ချိန်ကာလမတူညီတော့ဘူးပြန်ဖို့မတွေးမိပေမဲ့အိမ်မှာကြံခဲ့တဲ့အိမ်သားတွေတော့လွမ်းနေဦးလေးချိန်ကာလဘာလို့မတူတာလဲချိန်ကွာချားချက်မတူလို့ပဲဒေါ်ချန်တွေဥပုမှန်ပြောစကားနားထောင်ပြီးသူ့သမီးငယ်တွေစိတ်ပူသွားတယ်ချိန်ကွာဟမှုတွေကြားမှာသူတို့သားမိတွေလူသက်တမ်းအမှန်ချိန်ဘလောက်များဝေးနေလဲအမေနားမှမရှိပဲသူ့သမီးဘလို့များရှေ့ဆက်နေပါလိမ့်အမေတယောက်ရဲ့ရင်တွင်းပူကတမြင့်မြင့်နဲ့ရင်ကိုလှိုက်စားသွားတယ်ဒီနေရာနေအမြန်ထွက်ခွင့်ရဖို့သူတို့ကောင်းနှက်ကောင်းတွေကိုပဲနှစ်ပူနှစ်စာလုပ်ပြီးအကူကြီးတောင်းရတော့မယ်အမေသမီးငယ်လေးသူတို့ကောင်းတွေစောင့်ရှောက်လို့အဆင်ပြေပါစေပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရပ်နာခြင်းပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်